ကိုစကုကတော့ဒါပြတယ်ထိုနေပါဒီမပလို့မိထိုကတော့နေပါတဲ့ကမတာဆွေလို့ဘုကညာလက်စကရခုဒါတီကဖိနေတမ်းမအဲ့တော့ကရမနေပါဒါအော်ဝန်ဒီတော့ဝရဖိနေနော်ဒါမှနဒါနဒီပါနေအဲ့တော့ဗဒီကမြို့ရပေါ်မြို့ပေါ်ရတယ်လို့နော်ကဲအနေလူတော့ဟဲ့တာနဒါအဲ့တော့ဗဒီပဲဗဒီသိနေဒါတိမြေဆိုကျွန်တော်တကတိလွယ်မေတ္တမေလာရပြီဝကတော့ကရမနေပါဗဒီမတူပေါ်ဒါဝတာကိုခလီပေါ်နေကတိနေပါဘေ့ဟုတ်ပြီနဒါနကတိရအဲ့ဒီနန်ဒူရိုက်ရတယ်မေတ္တမေလာရပြီဟာအနိစ္စတရားဟဲ့ပြီအဲ့ကဲစားမယ်အဲ့ဒါမွဲတိရပစိနာတိုက်လောပစိနာခေါ်ရပတိုက်ဒီလူကလက်စကရကိုဟဲ့မတပ်ဝတ်တကဲအဲ့အကောisa မိတဲ့လက်စကရနေရတိုင်ကွာပဲတိလီဝါရပလက်ဒီယူဒီဘတ်ဒီမေထိုနေပါလိမပလက်စမီပြအနေကဲရွာပြီထိုနေပါလိဘာလဲကော isa လာနေ short တောက်စက်
တာဝဲတော့တူတတာဝဲခွန်တော်မီဝရပါထွန်နေနော် Siblik saya duma hanya di bete tolong pakai membeda putra la January 3 la kai ibadat tulung awai di demi puai jiba peti teratam apati peti teradundu thu apokwa do webada ba thwe do tlo ba tlo pe pesi weza la u da yi chi awada hi ko no da ta so la line pokho do trashipio yitinya la awada apa da agi di lepe mawada Christmas la awade marida couple tiveda penaka pa wetra dus ko penaka di awada pada chile wo pluplu pla thet la line pokho thine di masala ki bi tiveda ata so di ba thoda ko muni do mesi ko da bala e ba bwe de pha ko te da ta thli ba basa किसी तो नहीं रखे दिले तो उड़े आईडी मेरा बहुत आसुई लो कोनी ते
ta hay ri lục lục ta thì phí nhớ sự có thay nhé bùa hôm xe đi thay nhé bà lấy nhà cái này chung ngồi chỉ bà sao bà lấy hôm xe thì bà bắt thay nhé bà có bà bùa ta lấy chú ba yo nó ta sa thì bảo đó ta bà lấy cái sạc lục ta lấy gì nè à bà bắt mà budi patra ta mà hay cái lấy lươn nè aku ni thay nhé bà xin bị saya đuma bùa đó bùa ta sẽ phí và đã cái đi từ nhà bà sẽ có nó thay nhé bà lo cái đã sẽ đó sư bùa là đại coi nó biết tin mà bữa tu sa ta bỏ thì phải có mà lấy mình sẽ có mà làm lấy rồi làm nhiều là kia cái chuyện cái số mũ là bà khó được bà la hết thời cái là để mình nhặt bà ai đam mưu bút từ lên bà mà lấy mình nhặt sẽ nó làm lấy rồi bữa là kia bà cái chuyện bên lên là bà khó được bà có hỏi là bà khó được bà mà lấy mình nhặt sẽ làm lấy bữa lấy mình nhặt bữa tu quả là nhặt sẽ mình tin là phải là bữa tu quả tết sẽ nó ta cứ được mà lấy ra mình nó ta ở đây mình thấy con ta ở đây nó được bị lệว่าปัวสิปีแล้วนะตัวอđây nóว่าเลยแต่nó được bị nó đi lại ta cứ là thay nhảy tại hai chiều quá nó quay từ phá nó quay lại là line phong của từ phá lại đó mà nó sẽ có ra nó sẽ có là YouTube là Facebook là Zoom meeting từ phá nó cái đấy khi bị là kita sẽ tập đi ra và bé ra thì nó lưu này thì là giờ này ta có gì đóมีปาเทตัดที่กว่าสักดอกแบบนี้เราที่กว่าเต้คนนี้คิดเป็นหลักกิจสักดอกแล้วพอเวทราดูสิบุลละสิเสเอาว่าดีสุดก็ดีต่อว่ากันยัดละดีสุดตัวอาละว่าดีเลยพอดีบ่าวบอกแค่ละมีแต่นาไปแต่ที่กว่าแค่ที่น้องคิดเป็นสักดอกแล้วตราดูสักนะဖျားရှင်ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းပါတယ်မထင်မှတ်ပဲဘောနော်ကျွန်တော်ကဒီနေ့ဆိုရင်တော့ဖူးကြီးရန်ကုန်မှာဒါပေမဲ့မနေ့ဖြန်တောင်တွင်းကြီးဓာရိုက်ဆိုတော့ပင်ပန်းတယ်နောက်ဒီမှာတရက်လောက်ခရီးတစ်ထောင်နားပြီးမှသွားမယ်နောက်တစ်ချက်ဆရာကလည်းပြောလိုက်တယ်ပေါ့လေဆရာဒီမှာဝင်မိတ်သားရဖွဲ့ချင်တယ်welcome ဒီမှာ home set ရှိတယ်ပေါ့ဆိုတော့အသင်းတော်လို့နော်အထူးသဖြင့်ဆရာမဆလို့သင်းတော်အားလုံးလည်းအထူးပဲကျေးဇူးတင်တယ်ယမီနေဟေထုယပာနေတရတို့ဒိုထုယဖူးနေတရတို့မလခိဘဲတို့လောလဲမေမျိုးဆိုကတူအားနေဘယောလောဝိသဇေရတော့ကတူလဲဘယောလောပေါ့နော်ဆိုတော့ဒီနေ့တော့ကျွန်တော်အနေနဲ့ဒေသန္တရအင်္ဂေလိပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့မှဒါကျွန်တော်ရဲ့အဓိကsubject ဖြစ်တယ်ကျွန်တော်ခါရက်ဒေါက်တာအော်နညိုရဲ့အကြောင်းမှာလည်းဒီဒေသန္တရအင်္ဂေလိသင်တယ်လို့နော်ဂျာနဲ့အကြောင်းတွေလည်းမှာလည်းကျွန်တော်ဒီဒေသန္တရအင်္ဂေလိနဲ့ပတ်သက်ပြီးတော့ပဲအဓိကသင်ကြားပါတယ်တော့အသင်းတော်အနေနဲ့ကတော့မြေမြို့ကရင်နှစ်ချင်းသင်းတော်ပေါ့နော်ဆရာတော်ဆရာအောင်လည်းတည်ကောင်းတည်ကြလိမ့်မယ်နောက်ပြီးတော့ဒီကျောင်းကတော့ကျွန်တော်ကတော့မလေးရှား the school of ed ပေါ့နော်မလေးရှားမှာတက်တယ်အမှန်တော့ကျွန်တော်ကရင်ကျောင်းတက်ဖို့ပါပဲဒေါက်တာကလယ်တော်စီသွားတယ်မြန်မာနိုင်ငံခြားသွားတက်လို့ပြောတော့ကျွန်တော်လည်းနိုင်ငံခြားမှာသွားတက်ဖြစ်သွားတယ်ပေါ့နော်အဝမ်းသာတယ်ဒီနေ့တော့ဒေသန္တရအင်္ဂေလိနဲ့ပတ်သက်ပြီးတော့မှကျွန်တော်အနေနဲ့ special talk ပုံစံလေးပဲနည်းငယ်မျှဝေချင်ပါတယ်ပေါ့ဆုတောင်းကြပါစို့လူသားတိုင်းကယ်တင်ခြင်းတို့ရောက်ရတမန်တရားသိဖို့ရန်အလိုရှိတော်မူသောဘုရားဤချိန်တိုင်းအတွက်ချီးမွမ်းပါတယ်ဒီနေ့နှုတ်ကပတ်တော်အပေါ်မှာဝိညာဉ်တော်ဖျားလမ်းပြပါပြစ်မှားအားနဲ့မဆုံးနေခြင်းရှိသမျှခွင့်လွှတ်လဲအချိန်တိုင်းသက်တာလုံးလုံးအနက်စလောက်ချီးမွမ်းတဲ့အခါမှာသာတော်မြတ်အရှင်သခင်ယေရှုခရစ်မြတ်နာမ၌စက္ကန့်နဲ့စတောင်းနဲ့အစာပြုပါတယ်ပါအာမင်ကျွန်တော်ဒေသန္တရအင်္ဂေလိအကြောင်းမပြောခင်မှာဆရာအဓိကကျွန်တော်စဖိတ်တာတော့ January 1ရက်ကနေပြီးတော့မှ3ရက်ကိုဆရာတို့အစာရှောင်ဆုတောင်းခြင်းရှိတယ်ပေါ့နော်တော့ဒီအစာရှောင်ဆုတောင်းခြင်းကကျွန်တော် January လဝင်တိုင်းလဲကျွန်တော်ကလုပ်နေကြပဲကျွန်တော်အသက်တာပင်လယ်ထဲမှာသေဘေးနဲ့တွေ့တယ်အသက်ရှင်ခွင့်ပေးရင်တော့ဖခင်ရဲ့အမှုတော်ထမ်းဆောင်ပါမယ်ဆိုပြီးတော့တကယ်အသက်ရှင်ခွင့်ပေးတယ်
သက်ရှင်ခွင့်ပေးတဲ့အတွက်ကျွန်တော်အဲ့ရနေစပြီးတော့မှအချိန်ရသည်ဖြစ်စေမရသည်ဖြစ်စေတွေးသမျှလူတွေကိုသခင်ယေရှုကြောင့်ကျွန်တော်ကြားပြောတယ်မင်းမျိုးကရင်သင်းတော်မှာလည်းကျွန်တော်လူငယ်ဥက္ကဋ္ဌလုပ်တယ်ပြီးတော့မှကိုယ်တိုင်ကစီးပွားရေးလုပ်တယ်စီးပွားရေးလည်းတခြားမဟုတ်ကိုယ်နဲ့ကိုယ်ပစ္စည်းဖြန့်ချီရေးပေါ့အဲ့တော့ကိုယ်တိုင်ကလည်းကွန်စားတယ်ပေါ့နော်ကျွန်တော်သွားပြန်ချစ်တာ2ရက်ချစ်ယူရတယ်ကိုယ်ကအဲ့လိုမျိုးစားတဲ့အခါကျတော့တရက်ကျတော့ဆရာတစ်ပါးရောက်လာဟာသခင်ယေရှုရဲ့တန်ရှင်းမြတ်မြတ်တဲ့အကြောင်းတွေပြောပြီးသွားတွေကမဲနေတာမဟုတ်သေးဘူးပေါ့အဲ့နဲ့ကျွန်တော်ကွန်းဆိုတာတကယ်ဖြတ်ရခက်တယ်နော်ကွန်းကလည်းဆွဲစီတယ်ကွန်းတီးကလည်းဆွဲစီတဲ့ဓာတ်ပါတယ်ကွန်းရွက်ကရောဆေးရွက်ကြီးအောင်3မျိုးပြီးတော့ဒီအာယုံကြောနဲ့နီးတော့တကယ်ဖြတ်ရခက်တာအဲ့တော့ဘလို့ဖြတ်တော့ဆိုဆရာအဲ့ချိန်မှာ January လညနေစာမစားရက်40ဝင်တယ်တဲ့ဆိုတော့ကျွန်တော်လည်းတပတ်လောက်ပြင်ဆင်ပြီးတဲ့အခါမှာညနေစာမစားရက်ပေါင်း40ကျွန်တော်စဝင်ပြီးတော့မှ900ပြတ်ခဲ့တယ်ဗောနော်ပြတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာကျွန်တော် January လတိုင်းကိုညနေစာမစားတဲ့ရက်40နောက်တစ်ရက်ကိုတနက်ပဲစားတာနေ့လယ်စာကောင်းကောင်းတနက်စားအဲ့ဒါလုံးဝမထိခိုက်ဘူးဘာလို့လဲဆိုတော့ကျွန်တော်ကဒီဟိန္ဒူတွေကသူတို့မီးနှင်းပွဲနီးပြီးဆိုရက်ပေါင်း40သူတို့ဥပုပ်ဝင်ပြီးတော့မှနေ့လယ်စာတနက်ကိုပဲဟင်းနဲ့တလို့အဝစားတယ်ဆိုတော့ကျွန်တော်လည်းအဲ့လိုလုပ်ကြည့်တယ်ကျွန်တော် table tennis လည်းကစားရတယ်ဗောနော်ကျွန်တော်ကဒီ စီဂိမ်း table tennis လည်းရွေးစင်တယောက်လည်းဖြစ်တယ်စုလည်း4ချိန်ရဘူးတယ်ဗောစီဂိမ်းမှာအဲ့တော့ကစားလည်းမပြတ်ဘူးအဲ့လိုဝင်ဘူးတယ်နောက်ဒီအသက်အရွယ်ရလာတဲ့အခါကျတော့တက်လွတ်ဗောနော်တက်လွတ်ရက်40ဝင်တယ်အခုဆိုရင်တော့ကျွန်တော်ဒီ January မှာတော့ကျွန်တော်ကညနေစာမစားရက်40ပြန်ဝင်မှုရှိတယ်ဒါကသူများအတွက်ထက်ပေါ့နော်မိမိကိုယ်မိမိဖျားဝန်းနိုင်မွေ့လော်ခြင်းပြမိမိကိုယ်ဆုံးမလော့ဆိုတာလို့ပေါ့နော်နံပါတ်1ကတော့ဖျားကိုအားကိုးတယ်နံပါတ်2ကတော့မိမိကိုယ်ဆက်ကပ်လိုက်တယ်နံပါတ်3ကတော့ထိုဘေးရဲ့အတိမစားစားသောနေ့မှာသိရမယ်ဆိုတော့ဒီမာနကိုကျွန်တော်ကဆန္ဒပြခြင်းစန့်ကျင်လိုက်ခြင်းပဲပေါ့နော်ဆိုတော့မိမိကတော့ဖျားကိုအားကိုးခြင်းမိဖျားကိုဆက်ကပ်ခြင်းနောက်တစ်ချက်ဒီစာတန်ကိုကဒီတွန်းလှန်လိုက်ခြင်းပဲပေါ့နော်ဒီရက်ပေါင်း40ဝင်တယ်အဲ့လိုဝင်တဲ့အထဲမှာကျွန်တော်အပြင်းထန်ဆုံးကတော့ရက်ပေါင်း40သမင်းရည်လေးနော်နည်းနည်းပဲမနဲ့ဒီလိုလက်ဖက်တစ်ခွက်စာညနေတစ်ခွက်စာနဲ့ရက်ပေါင်း40ဝင်ဘူးတယ်ဘာလို့လဲဆိုတော့အမှုတော်ထဲတော့ဖားတစ်ပိုင်းငါးတစ်ပိုင်းပေါ့နော်ခုနလူငယ်ဥက္ကဋ္ဌလည်းလုပ်တယ်အေဝဂတိလည်းလုပ်တယ်ဒါပေမဲ့လူဆိုတာဇာတိရှိတယ်လေဆိုတော့တခါတလေဇာတိကရှင်တန်လာတဲ့အခါမပျော်ဘူးအဲ့တော့ကိုယ်သေးမှကိုယ်တော်အသက်ရှင်လို့ရမယ်အဲ့တော့ကိုယ်သေးအောင်ဘယ်လိုလုပ်ရမလဲဆိုကျွန်တော်ရက်ပေါင်း40သမင်းရင်နဲ့ဝင်တယ်ပေါ့နော်ဝင်တဲ့အခါမှာသူများတွေကပြောမင်းကိုတတ်နေတာလားဟုတ်တယ်ကိုယ်သေးမှကိုယ်တော်အသက်ရှင်လို့ရမယ်ပေါ့တကယ်ပဲအဲ့နောက်ပိုင်းမှာတော့ကျွန်တော်ရွှေပေးဆိုပြီးတော့ဖြစ်လာခြင်းပေါ့နော်ကိုဆက်ကပ်လိုက်တဲ့အခါဘာလို့ဒီရက်ပေါင်း40ဆက်ကပ်ဖြစ်သွားလဲဆိုတော့နံပါတ်1ကတော့အဲ့ချိန်မှာကျွန်တော်ခါသား2000ထူ69အဆုံးပိုင်းမှာကျွန်တော်သင်တန်းတက်ပြီးတော့မှတကယ်အောင်မြင်တဲ့သာသနာကွင်းတွေလေ့လာတယ်ပထမဆုံးမောစရီပေါ့နော်မောစရီအသင်းတော်ဆိုတာအဖိုးအိုဖူတာဘွားသူရက်ပေါင်း40နွားနိုးနဲ့သူဝင်တာဘာလို့လဲဆိုတော့အခုအိတ်တိမ်မှာ2မိသားစုရှိကြည့်ထမင်းချက်ရဟင်းချက်ရတော်တော်ခက်တယ်သူကတရွာလုံးပုံစနစ်အတူတူလုပ်တယ်အတူတူစားတောက်တယ်အဲ့တုန်းကပေါ့နော်2000ခုနှစ်တုန်းကအဲ့လိုဥဆောင်နိုင်ဖို့အတွက်သူရက်ပေါင်း40နွားနို့နဲ့အသက်ရတဲ့အတွက်သူနွားနို့နဲ့ရက်ပေါင်း40အစာရှောင်ဆူတောင်းတယ်သူဖះเจ้าကအမြဲတမ်းဖွင့်ထားတယ်အလှဲ့ကျအခုဆိုတော့ chain pray သဘောပေါ့တစ်နှစ်ပတ်လုံးအလှဲ့ကျဝင်ပြီးတော့မှသူစတော့ဟိုဒါဝိဒ်ရဲ့ဟိုလိုပဲဗိမာန်တော်လိုပဲအမြဲတမ်းဒီဆူတောင်းခြင်းနဲ့ပြည့်နေတယ်ကျွန်တော်အရန်အားကြအဲ့တော့သူကနွားနို့နဲ့ရက်40နောက်တစ်ယောက်ကြတော့ဆရာတော်လမ်းထွန်းဒီဟာတော်တော်လေးကိုကျွန်တော်အတွက်ခွန်အားဖြစ်စေသူ့အကြောင်းလေးကိုနည်းနည်းပြောပြခြင်းတယ်နော်သူကအဲ့သင်းအုပ်ဆရာတစ်ပါးဖြစ်တဲ့အချိန်မှာတရက်တော့ရန်ကုန်ဆေးရုံကြီးမှာတွားပြီးတော့မှဒီလူနာကိုတွားဆူတောင်းပေးမယ်ပေါ့ဆူတောင်းပေးဖို့တွားတဲ့အချိန်မှာတန်စကားကြီးပိတ်ထားတယ်လူဆရာဝန်ရောင်းနေတယ်အဲ့တော့ဧည့်သည်ဝင်လို့မရသေးဘူးဆိုတော့ဟိုကြည့်ဒီကြည့်နဲ့
အိုက်ခစ်တော့ဒီလိုအနူတွေတွေ့တယ်ပေါ့နော်အနူတွေတွေ့တဲ့အခါကျတော့ဆရာဖြစ်တဲ့အတွက်သွားပြီးတော့မှစကားပြောကြည့်တယ်ပေါ့မေတ္တာပြကြည့်မေတ္တာပြတဲ့အခါမှာအယံဝမ်းသာတယ်အချိန်လုံးကသူတို့တွေကလူကြီးလူကောင်းနော်ဆွေကြီးမျိုးကြီးဒါပေမဲ့ဒီယောဂရတဲ့အခါမှာအမျိုးတွေကပြစ်ပယ်သွားဟိုလာမတွေ့မစားတဲ့ပြရှက်တော့စွန့်ပယ်ခံတော့သူတို့အယံဝမ်းနဲ့ကြည်ကွဲတော့ပေါ့ဆိုတော့အဲ့မှာသူတို့ကအော်ဒီလူတွေလည်းတာမန်လူတွေလိုပဲအတိစိတ်ရှိပါလားသူလည်းစိတ်မကောင်းအဲ့စကားပြောကောင်းနေတော့ရှိသေးတယ်ဆရာတဲ့တကားဖွင့်ပြီးဝင်လို့ရပြီဆိုတော့အဲ့ဒါနဲ့သူကမေးလိုက်တယ်ဘယ်မှာနေတော့ဆိုတင်ញိုင်ကုန်းမှာနေတယ်နေရာမေးလိုက်တယ်ဘယ်အချိန်ဆိုပြန်မှောင်ပြီဆိုသူတို့ပြန်ရောက်ပြီတဲ့မှောင်ကြီးပေါ့အဲ့ဆိုကျွန်တော်လာလို့ရလားလာလို့ရတာပေါ့အဲ့ဆိုကျွန်တော်နောက်နေ့လာခဲ့မယ်ပေါ့ပြောပြီးတော့မှလူနာကိုသွားဆူတောင်းပြီနောက်ရကြတဲ့သူစားစရာတောက်စရာအချို့လေးနဲ့ယူသွားပြီးတော့မှအဲ့အနာကြီးဝေဒနာရှင်တွေနေတဲ့နော်ဒီတင်ញိုင်ဘက်ကိုရောက်သွားတဲ့အခါကျတော့ဆရာတော်လာမယ်ဆိုပြီးတော့သူတို့ကနည်းနည်းအမြင့်လေးခင်းထားပေးတယ်သူတို့အဲ့လိုကျူးတဲလေးတွေကျူးဟိုလာအဆောင်လေးတွေဂျားထဲမှာအဲ့လိုခင်းထားပြီးမှသူတို့လက်အုပ်လေးချီပြီးတော့စောင့်နေကြတယ်ဆရာတော်လာမယ်ဆိုအဲ့တော့အဲ့ကနေစားပြီးတော့မှသူကသွားပြီးတော့ညနေဆိုမေတ္တာပြတယ်ဝင်မြတယ်ဆူတောင်းပေးတယ်စားစရာတောက်စရာလေးတွေပေးတယ်လကနေပြီးတော့နှစ်ကြာလာတဲ့ခါကျတော့တန်ရောစင်မှာဖြစ်လာတော့တရက်ကြတော့အလုံးသိတဲ့အတိုင်းမယမ်းကြောင်ကိုရွှေ့တော့မယ်အနာကြီးဝေဒနာရှင်တွေကထုံနေတော့အဲ့တော့ကားပေါ်တက်ရွှေ့မယ်ရွှေ့မခံရိုက်တာပေါ့သူကန်သူတို့ဂယုမဆိုင်သူတို့အနာခံတယ်ဟိုမရွှေ့နိုင်ဘူးပေါ့အဲ့တော့ဆရာတော်အဲ့အချိန်မှာရောက်သွားအဲ့နဲ့ဆရာတော်ကပြောတယ်အဲ့လိုတော့မလုပ်ကြပါနဲ့သူတောင်းပန်တယ်သူလူတွေကိုပေါ့လေအဲ့တော့သူ့လူတွေကိုတောင်းပန်တယ်ကဲသွားလိုက်ပါသွားပြီးပြီဆိုရင်တော့ကျွန်တော်ခမားတို့စီလိုက်လာနေမယ်ဆရာတကယ်လာနေမယ်ဒါဆိုရင်တော့โอเคဆိုသူတို့အားလုံးကားပေါ်တက်ပြီးတော့မယမ်းကြအောင်ရွှေ့သွားကြရွှေ့သွားတော့အဲ့ဒီအချိန်ကစေးမနိုင်သေးဘူးပေါ့နော်ဒီအနာကြီးဝေဒနာရှင်တွေကတချို့အနာပဲရှိသေးတယ်အဆိုးတွေပေါ့ဒီတိုင်းသူသွားနေလို့မဖြစ်တော့ဘူးခါတိုင်းကတော့သူတောက်စရာရေလေးတွေပါတောက်ပြီးတော့မှသွားတယ်ကိုစားစရာလေးအခုတော့သူတို့နဲ့သွားနေရတော့မယ်ဒီတိုင်းသွားနေလို့မဖြစ်တော့အခုနကျွန်တော်ပြောသလိုပဲကိုကတော့မသွားနိုင်ဘူးအဲ့နေရာကြီးသွားနေဖို့ကိုတော့မှပဲသွားနိုင်မှာအဲ့တော့ကိုတေဖို့လိုတယ်ဘာလုပ်မလဲသူလိန်မော်ရင်နဲ့ရက်ပေါင်း40အစာရှောင်လိန်မော်ရင်နဲ့အဲ့သူကတပည့်တွေရှိတော့ရက်ပေါင်း40ရှောင်တဲ့အခါမှာနော်တဖြည်းဖြည်းနဲ့အင်အားကြီးနေတပည့်2ယောက်ကသူ့တွဲပေးရတယ်ဒီနေ့ကသွားလာမယ်ဆိုဖះနဲ့အချိန်ယူဆူတောင်းတယ်လိန်မော်ရင်အဲ့တော့အစာရှောင်ဆူတောင်းလဲပြီးရောနောက်ဆုံးသူအဲ့မယမ်းကြောင်ကိုသူလိုက်ပြီးတော့မှသွားနေတယ်သွားနေတဲ့အခါကျတော့ကျွန်တော်ရောက်တဲ့အချိန်မှာသွားဖះကိုဆူတောင်းထားတယ်အနည်းဆုံးလူ100လောက်ခရစ်တော်လက်ခံယုံကြည်သူဖြစ်ပြောင်းလဲဖို့ပေါ့နော်ဒါလည်းကျွန်တော်တို့ရောက်တဲ့အချိန်မှာ100ကျော်နေပြီနောက်ဆုံးသူ200လောက်ရောက်တဲ့အချိန်မှာတည်ဆုံးတယ်ပေါ့နော်ဆိုတော့အဲ့ရောက်ပြီဆိုရင်သူတို့နဲ့ယွန်ရှာလို့မရအောင်အတူတကွစားတော့ရတယ်နေထိုင်ရတယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်သွားလေ့လာဘူးတယ်ကျွန်တော်တို့လူငယ်တစ်ဖွဲ့အေယုံဂီတီဖွဲ့အဲ့ကိုရောက်တဲ့အခါရွာထိပ်မှာဆရာရဲ့နေအိမ်လေးရှိတယ်အရင်ဆုံးဒီကိုဝင်ပြောတယ်ကျွန်တော်ခေတ်တုန်းကသူတို့တွေကဆေးမမိသေးဘူးအနာတွေရှိသေးတယ်ဆိုအခုကတော့သူတို့ကတော့ဆေးနိုင်သွားပြီယောဂမရှိတော့ဒါပေမဲ့လက်တွေကတော့တိုးနေတယ်အဲ့တော့ယွန်တက်တယ်ဆိုရင်ဒီမှာနေခဲ့မလိုက်နဲ့ဘာလို့ဆိုကိုကသွားအားပေးတာသွားပြီးယွန်တယ်ဆိုသူတို့အတွက်ပို့ပြီးတော့မှကိုကသွားအားပေးတာမဟုတ်တော့သူတို့တွေကိုသွားပြီးတော့မှစိတ်အားငယ်စေတာပေါ့နော်ဆိုတော့ကောင်းတွန်တင်ထိုနည်း၎င်းမယ်ကျွန်တော်ပြောချင်တာဆရာအဲ့မှာသွားနေတဲ့အခါမှာအတူတူစားအတူတူသွားလာ6လလောက်နေတဲ့အခါကျတော့မုတ်ဆိုးမကြီးတယောက်စပြီးတော့မှခရစ်တော်ယုံကြည်သူဖြစ်ပြောင်းလဲလာတဲ့အခါကျတော့ဆရာ9နာရီလောက်သူ့စီမှာထမင်းစားကြွပါအောင်အဲ့တော့သူကလည်းစပြောင်းလဲလာတယ်စိတ်အားထက်သန်ဝါသာပြီးတော့9နာရီမခွဲတော့4နာရီခွဲကြော်ပဲရှိတယ်သူကရောက်ချသွားတဲ့အခါကျတော့နော်အဲ့အမျိုးသမီးကထမင်းအိုးဟင်းအိုးလေးတည်တာလေထမင်းတစ်ပကံခူထားပြီးသားပြီးငပိရတစ်ခွက်ခူထားပြီးတော့မှဒီနေရာပဲအိတ်ဒီနေရာစားသူအိတ်တဲ့နေရာသူတို့
တဲလေးကဒီလိုအကာမရှိဘူးလူတကိုအိစာတဲသေးသေးလေးပဲနောက်သူကဘေးခမင်းကတော့အဲ့မှာဟင်းကောတည်ထားပြီးသားပြီးတော့မှဟိုမှာရင်နွေးကိုတည်ထားတယ်ရင်နွေးကိုတည်ထားပြီးတော့မှဆရာခဏလေးထိုင်အောင်တော့ငပိတုံးလေးနဲ့အဲ့မှာဟိုဟင်းကြိုချက်တာပေါ့နော်ချက်တော့အဲ့ဒီချိန်မှာရင်ကောင်ကြီးတွေကအဲ့သူတို့အသားတုံးတွေပြုတ်ကြတယ်နော်လက်အစ်စ်တွေပြုတ်ကြအဲ့စားတဲ့ရင်ကောင်တွေကလက်တစ်စစ်လောက်ရှိတယ်ရင်ကောင်ကြီးကဝီးဆိုပြန်လာတယ်တဲ့ပြန်လာပြီးတော့မှအခုနအမျိုးသမီးရဲ့လက်ပေါ်မှာနားတယ်အဆိုပေါ့နားပြီးတဲ့အခါကျတော့ဟိုးအပြင်ကိုသွားနားတာကြည့်လိုက်တော့မစင်ပုံဖြစ်နေသူတို့မှာ toilet မရှိဘူးလေနော်မစင်ပုံမှာနားတယ်နားပြီးတော့အဲ့နားနေပေါ့ဝင်းဆိုပြန်လာငပိခွက်ကိုနားတယ်ငပိကိုကောင်းကောင်းစားလိုက်ပြီးတော့သူနေပေါ့သူထမင်းပကံမှာတက်နားလိုက်သူမောင်းထုတ်လိုက်ပြီးဆိုရင်ကောင်ကသူ့ဘူးကြီးတောင်ကြည့်လိုက်သေးတယ်ရင်ကောင်ကြီးကလူမကြောက်ဘူးလူသားစားတာဟုတ်ဆိုတော့အဲ့တော့သူကအဲ့မှာ15မိနစ်လောက်ထိုင်ဆောင်နေရတော့အဲ့မှာရင်ကောင်ကလက်ပေါ်နားလိုက်မစင်ပုံနားလိုက်သူ့ထမင်းပကံနားလိုက်ပတ်ချလဲသူကမောင်းထုတ်လိုက်နောက်ဆုံးကျဆရာစောင့်နေရတာကြာပြီးတဲ့ရေနည်းနည်းလဲပွက်လာရောချင်မောင်ရွက်ကိုညှက်လိုက်လက်ချောင်းမှမရှိတာညှက်ပြီးတဲ့ခါကျတော့ချင်မောင်အရွက်တွေကိုကြိုက်တယ်ကြိုက်တော့ထွီးသူဒါမှကြိုက်လို့မရတာအဲ့အိုးတဲ့ကိုနော်ချွေတာပေါ့နော်ပါးစပ်နဲ့ပဲကြိုက်တာထွီးကြိုက်ထွီးထဲတာထွေးထဲတော့နောက်တော့ထွေးထဲတာထားအောင်ပေါ့နော်ကြက်ပါစေပေါ့အဲ့တော့နောက်ဆရာစောင့်နေရတာလဲကြာပြီးတော့အဲ့မကြက်တဲ့ကြက်ပဲအဲ့ဒါချလာကျွေးချွေးတော့ तू ကစားရတယ်တဲ့စားကျွန်တော်ခုနပြောတာစကားပလင်ခံတာယုံလို့မရဘူးအဲ့ तू ထမင်းနဲ့ငပိရည်နဲ့ဟင်းရည်နဲ့စားတကယ်စားတော့နေတယ် तू မျိုးမကြဘူးအဲ့နဲ့ဆရာတော့စီပြန်စားနေကြဆိုတော့ဒီလိုဟင်းနေကြတော့နေတာပေါ့အေးဝနည်းနည်းပပတော့နေတာပေါ့ဆရာရေတောက်မလားအေးကောင်းတယ်အဲ့နဲ့သူတို့တဲလေးရဲ့တောက်မှာစင်အိုးလေးရှိတယ်စင်အိုးအဖုံးကအဖုံးနဲ့ခွက်နဲ့မှောက်ထားဟိုညှက်ပြီးတော့လက်နဲ့ညှက်ပြီးဖယ်လိုက်တယ်ခွက်ကမှောက်ထားတာခွက်ကိုညှက်ပြီးတော့မြှောက်လိုက်တယ်ပြန်ညှက်လိုက်တယ်အတဲ့ပဲပြီးလက်ကောခွက်ကောရည်ထဲထည့်ပလိုက်တော့ဘရုံးပြီးတစ်စက်နဲ့ရည်ရောလက်ကောဆရာတောက်ဆိုလာပေးတယ်ပြီးတော့သူကအဲ့ရည်ကိုတောက်ရတာပေါ့နော်တောက်ရတဲ့အခါကျတော့ခုနပြောသလိုပဲပေါ့နော်သူအဲ့ဂျားထဲမှာစက်ကတ်ရတယ်စက်ကတော့ကျွန်တော်တို့ရောက်ဝတ်ပြူတဲ့အချိန်ကျတော့ဒီရုပ်တိုက်ပြီးတယောက်လာတော့ဘန်နာဒိန်းနဲ့ခြေလေးလက်တွေတော်တော်တူသွားပြီဒါအသစ္စာရှိသူပတ်စံထုံပြီးလုံးဝလေဘင်းအလူမတချီတာဒီလူလောက်တာတဲ့ကျွန်တော်နှစ်ချင်းနှစ်ခါခံရတယ်တဲ့ဘာလို့တော့ဆိုတော့သူယေရှုနာမနဲ့နှစ်ချင်းပေးပါ၏ဆိုတော့နေ့လဲနှစ်လိုက်ရောဟိုးလေဘင်းကိုတက်ဖက်ထားတယ်နောက်နေ့လဲနေ့ရောသူဂုတ်ပေါ်တက်ခွာတာသူရေကြောက်တာနောက်ဆုံးသူရောသူ့ဘာထပ်ပြီးနှစ်ချင်းခံလိုက်ရတယ်ရေထဲငို့ရတာပေါ့နော်သူ့ဘာရေထဲငို့ပြီးဒီလူလောက်တာကျွန်တော်နှစ်ချင်းနှစ်ခါခံရတယ်အဲ့နဲ့နောက်တစ်ခါဘာဖြစ်လဲဆိုတော့ကျွန်တော်တဲ့အခုဆူတောင်းတဲ့ခါမှာတော်တော်ကောင်းတာဟိုအရင်တစ်ခါဆူတောင်းတော့ဆိုရင်သူတို့ဒီလိုဖျားကြောင်းပဲဒါပေမဲ့သူတို့မျက်နှာချက်ဟိုအပေါ်ကစီလင်မရှိဘူးထုတ်တန်းမရှိတယ်သူအာရပါရတရားဟောတော့ရှိသေးတယ်ကြွက်ကြီးတကောင်အရှိကအတုံးတုံးကြိုက်ပြီးပြေးတယ်အနောက်ကတကောင်လိုက်တာပြေးလိုက်အကုန်သူဖျားရှိခိုးမဲ့ရေဖျားတရားဟောရမဲ့ဟာအကုန်လုံးကကြည်နေတယ်အရေးကြီးတာဟုတ်ဘာလို့လဲဆိုတော့နောက်ဆုံးတော့အနောက်ကကြွက်ကမိလဲမိကြိုက်လဲကြိုက်ပြီးဆိုတော့လွတ်ကြတော့ဟာခြေမကြီးတခုဘသူဟာလဲဟာကြည့်အောင်ကြည့်ဟာငါခြေမကြီးသူတို့လိုက်ကြည့်တယ်ဆိုဘသူဟာပါသွားပြီလဲတော့ထုံနေမသိကြွက်ကဝင်ကြိုက်သွားတာတော့မသိဘူးသူခြေမကိုခြီသွားတာအဲ့နဲ့သူကဒေါသထွက်ပြီးကြိုက်ပြီးတော့လွတ်ပြမလို့တော့ဆရာကကျွန်တော်ခြေမတော့အဲ့လိုမလုပ်ပါနဲ့တဲ့ကောင်းကောင်းသကြိုပေးပါအဲ့ဒါနဲ့အေးခြေမလေးကိုကောင်းကောင်းလေးဘေးနားမှာဒီလိုပေါ့နော်သပွဲလေးပေါ်မှာတေချာလေးတင်နာပေးပြီးတော့မှကောင်းကောင်းဖျားရှိခိုးပြီးလဲပြီးတော့ဖျားเจ้าရဲ့ဘေးမှာမြေချင်းလေးတူးပြီးတော့မှအဲ့အနာကြီးဝေဒနာရှင်နေပဲကဲသူတို့တချင်းဆိုတတ်တာလဲနှစ်ပုတ်ပဲရှိတယ်ကဲဒါလေးကိုသကြိုမယ်ပေါ့နော်ကဲတချင်းတစ်ပိုက်ဆိုရအောင်ဆိုတော့မိုးရာသီကြီးမှာလောကဝမ်းမြောက်ဖရာကြွာလာအဲ့တော့မြေကြီးမှလာရင်မြေကြီးတို့၎င်းဆိုပြီးတော့အဲ့ချိန်မှပြုတ်ကောင်းမြုပ်လည်းမြုပ်
ကဲစောစောစီစီပဲကဲပိတ်စုတောင်းပြီးကောင်းကြီးပေးအောင်ညာဦးအချိန်ရှိပြီးမလဲချုပ်ပြီးဆိုသူတကြိုပေးရတယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်သူ့ရဲ့အသက်တာပေါ့နော်သူအဲ့မှာသူစက်ကခက်တဲ့အရာလေးကျွန်တော်တွေ့တဲ့အခါမှာကျွန်တော်ကတော့ဒီထမင်းရည်နဲ့ရက်40ကျွန်တော်ဝင်တော့ခုနပြောတယ်ဆရာတော့3ရက်လောက်အရေးအဖတ်မစားဘဲနဲ့ကိုရှောင်မယ်တော့မလွယ်ဘူးလို့ကျွန်တော်ကတော့2ရက်တော့ရှောင်ဘူးတယ်ရေရောGood Friday မှာရေရောဘာမှမစားတော့နောက်စနေနေ့နေတယ်နောက် Sunday ကျတော့ Easter ဆို Easter egg စားတာအဲ့လောက်တော့မဆိုလူငယ်တွေတော့ကျွန်တော်အားပေးတယ်ပေါ့နော်လူကြီးတွေကတော့ကြည်ပေါ့နော်နောက်ကျွန်တော်တော့ဆိုရင်အဖေရဲ့အမေရဲ့တူမလေးရဲ့ထမင်းရေရေငှက်ချက်တော့ဒီလိုတစ်ခွက်လေးစားပဲမနေ့တစ်ခွက်တောက်တယ်အဲ့ရက်40မှာတော့မအဲ့ထမင်းရေမမှန်ဘူးကျွန်တော်3ခါလောက်ကြုံဘူးတူမလေးရေညနေတော့ကိုကဒီထမင်းရေတစ်ခွက်ပဲကဲတိထမင်းရေတောက်တော့မယ်ဆိုရှိလားတီ sorry တဲ့ဒီနေ့အရေခမ်းဖြစ်သွားတယ်စိတ်ထဲကတော့ဒီအလိုက်ကိုမသိဘူးပြောလို့မှမရတာဒီထမင်းရေမနေ့တစ်ခွက်ညတစ်ခွက်ကိုမှန်အောင်မချန်ပေးနိုင်ဘူးဆိုတော့ဘာပဲဖြစ်ပေါ့နော်ရက်40ဝင်သွားတယ်ဆိုတော့အထူးတစ်ဖြစ်ကတော့ကျွန်တော်အသက်တာမှာကြုံရတာကတော့စုတောင်းခြင်းအစာရှောင်ခြင်းမှတပါထို့မျိုးသည်မထွက်တတ်ဒီနတ်ဆိုးပူးတဲ့ဟာတွေအများကြီးကြုံမှုတယ်ဒီပြီးခဲ့တဲ့ sweet diesel မှာညမှာလဲမိဘပွဲလုံးနေတော့တယောက်ထပူးတယ်ကျွန်တော်ဘွားကညောပလက်တီရပဲနော်ဒါသူနာပြုဆရာမလေးပဲပူးပြီးဆိုရင်လူယောက်ျားကြီး3 4 5ယောက်လောက်ဝိုင်းချုပ်ထားအားတားရှိတယ်လွတ်လိုက်ပြီဆိုဒီလိုမွေလို့တဲ့အဲ့လိုလူးတာပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်ဖုန်းနဲ့ပဲနောက်တော့ကျွန်တော်ကိုယ်တိုင်2ရက်နေ့ကတော့ကိုယ်တိုင်သွားပြီးတော့သူ့ကို counseling လုပ်ဆူတောင်းပေးတယ်ဘာလို့လဲသူကဘာသာနှစ်ခုကိုးကွယ်တာအဖေကမယုံကြည်သူဆုံးသွားတယ်အရန်ချစ်တယ်ဆိုတော့သူကဖះเจ้าနဲ့ကပ်ရက်နေတယ်ဆိုတော့အမေကိုလည်းချစ်တယ်အဖေကိုလည်းချစ်တယ်ချင်းတောင်ပြေမှာဆူတောင်းလိုက်ချင်းတောင်ထဲဆူတောင်းလိုက်ပေါ့နော်ဖះဆိုတော့သခင်နှစ်ဦးရဲ့အစီမခံနိုင်ဆိုတော့ကျွန်တော်ပြောပြတာပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ရောက်တဲ့ချိန်မှာကျွန်တော်ပူးတာတွေအများကြီးတွေ့ဘူးတဲ့ချိန်မှာမနစ်ကအကြောင်းလေးနည်းနည်းပြောပြချင်တယ်ကျွန်တော်လည်းတစ်ခါမှမကြုံဘူးဆိုတာကျွန်တော်တို့ဒီဘွားကညောပလက်တီတရာဒိုပြီးတော့မှအဝဲအဖိုးမှုနေpraise and worship and Sunday school leader teacher ပြီးတော့မှအဝဲလီမူဆိုတာ14နှစ်ကျော်ပါအပြိုပေါက်ပေါ့ဆိုတော့နတ်ဆိုးဆိုတာခရိယန်တွေကိုပူးလို့ရတာဆရာတော်အိမ်ဆိုရင်ရောpraise and worship ဥဆောင်တယ် Sunday school ဆရာမဆိုရင်ရောမသိဘူးပူးလို့ရမရတော့မသိဘူးကျွန်တော်ကတရက် table tennis ကစားမယ်ပြင်နေတဲ့အချိန်မှာဆရာစောပါဘူးဆိုတာရောက်လာကျွန်တော်နာဒီကျွန်တော်ယူရီယာဇီနာနေတယ်ပေါ့နော်အဲ့နာအသင်းတော်တစ်ပါးပဲနာမည်တော့မပြောတော့ဘူးပေါ့နော်ညနေပိုင်းရောက်လာတဲ့အချိန်ကျတော့နောက်မှသိရတာပေါ့နော်သူတို့4ရက်မြောက်တိအဲ့နတ်ဆိုးမောင်းထုတ်တာတပြိုင်နဲ့2ယောက်ပူတာဆရာတော်အိမ်မှာအခုနကသူ့ဖိုးမှုဆရာမနဲ့သူ့ရဲ့မြေးလေးမှာတပြိုင်နဲ့2ယောက်ပူတာပူတော့သူတို့မောင်းထုတ်မရတဲ့ခါကျတော့ဘွားကညောကြောင်းမယ်နော်ဘွားကညောကြောင်းအဲ့တော့စောပဘူကပြန်တယ်သူတို့ကလည်းဆူတောင်းဖွဲ့ရှိတယ်ကပတ်တိအစာရှောင်ဆူတောင်းမယ်ပြီးမှဒီနတ်ဆိုးမောင်းထုတ်တယ်ဟိုနတ်ဆိုးရတပတ်လုံးကြီးပူးနေဦးမှာပေါ့နော်ဆိုတော့သူနောက်မှသတိရတယ်ကျွန်တော်အိမ်ကိုသူတစ်ခေါက်ရောက်ဘူးတယ်ဝင်စာလေးလာယူတာအခုလည်းကျွန်တော်ပါလာတယ်အဲ့ဖရာတရားဆိုကျွန်တော်ရေးဖြစ်တဲ့အကြောင်းစာလေးပဲပေါ့လာယူတဲ့အခါကျတော့ဟာဆရာရွှေပေးသူတက်တည်ခံတာကြားဘူးတယ်နတ်ဆိုးတွေဆိုတော့အဲ့ဒါနဲ့သူအဲ့ဒီညနေကျွန်တော်စီရောက်လာကျွန်တော် table tennis ကစားမယ်ဆရာစလုံးမှန်ဆိုတော့တီကောင်းတီးလိုက်မယ်သူနဲ့ကျွန်တော်နဲ့ပြိုင်ဘက်တွေပဲချိန်လာတော့သူမြို့ထဲကလာဆရာကဒီလိုပဲတဲ့နတ်ဆိုးပူးလို့တဲ့ကျွန်တော်တို့4ရက်မြောက်နေပေါ့နော်4ရက်ရှိပြီမောင်းထုတ်လို့မထွက်ဘူးတဲ့အဲ့နဲ့ဆရာရမလားဝေးလာတော့ဒီနားတယ်တော့နဲ့ရတယ်လို့ကျွန်တော်အချိန်တော့သိမ့်မရဘူးခဏပေါ့နော်အဲ့နဲ့စိုက်ကဆက်နိုးပြီးသွားတဲ့ခါကျတော့ဟိုဒီလိုတန်းလေးနဲ့အမသူ့သမီးကနီးဖွားထားတာတစ်လပဲရှိတယ်ခေါင်းကအဖြူကြီးပေါင်းပြီးတော့မှ
လက်တစ်ဖက်ကိုတယောက်လက်တစ်ဖက်တယောက်6တစ်ဖက်တယောက်6တစ်ဖက်ရောက်ပြီးတော့ဆရာတော်အာရဆရာတော်ခေါင်းကင်ပြီးတော့မှဆူတောင်းပေးနေတယ်ပြီးတော့ဒီဘက်အမျိုးသမီးအဖွဲ့နဲ့ကွာအဖွဲ့အဲ့ကွာရတဲ့ချင်းတွေဆိုပေးပြီးတော့အကြီးကျယ်ဆူတောင်းနေအဲ့တော့ကျွန်တော်ခဏလေးစောင့်တော်သေးတယ်သူတို့မကြောက်ခါနေကြတော့သူတို့ထွက်သွားတော့ကြည့်လိုက်တော့အိတ်နေပြီဆိုတော့အော်ဆရာပါညာနှုတ်ဆက်ပြီးဝင်လိုက်ရောအဲ့ဆရာတော်ကကျွန်တော်ဟိုးလွန်ခဲ့သော10နှစ်လောက်မိတ်ဆွေဖြစ်နေဟာဆရာဆရာဘာလာလို့တော့ကျွန်တော်နတ်ဆိုးလာမောင်းထုတ်တာလို့ပြောလို့မကောင်းဘူးလေအဲ့တော့မှစာအုပ်လေးပါစာအုပ်လာပေးတာခုနကအမျိုးသမီးလေးကသူ့သမီးကဒီနားထိုင်တယ်သူကဟိုဘက်ထိတ်မှထိုင်တယ်စာအုပ်လည်းလှမ်းပေးရောကျွန်တော်စာအုပ်ဖောင်းကနေရိုက်ပြန်နိုးလာပြီးတော့မှရွှေပေးမဟုတ်လားထိုင်တယ်နေ့ကငါစောင့်နေတာအဲ့နဲ့ကျွန်တော်လည်းအမှုမဲ့မယ်ပဲအော်ဟုတ်ကဲ့ပေါ့အဲ့နဲ့သူ့ဖေလမ်းអော်ဟေးနင်ပြောလိုက်ဘာလို့ထိုင်ရမှာလဲသူတပည့်တယောက်ဆရာကိုခုံယူပေးလိုက်အော်ဟုတ်သားပဲပေါ့နှုတ်မို့ဆိုနတ်ဆိုးခိုင်းတာလောက်တာပေါ့ယူကြိုးထိုင်တဲ့အခါကျတော့နောက်မှကျွန်တော်သတိမထားမိဘူးရွှေပေးဆိုတာသူ့အိမ်ကလည်းမသိဘူးဖျားเจ้าကလည်းမသိဘူးဒီနတ်ဆိုးကသိတယ်ရွှေပေးမဟုတ်လားထိုင်အဲ့ဒါခုနစောပတ်ဘူးပြောပြမှကျွန်တော်သတိထားမိတာဟာဘလို့သိလဲပေါ့သူကျွန်တော်တော့မသိဘူးအဲ့နဲ့ထိုင်တဲ့အခါကျတော့အင်းနဲ့ငါပြိုင်မယ်အခုချစ်ချင်းကဥရှင်ကြီးခေါ်ပေးလိုက်ရမလားခေါ်မနေနေ့ကငါပြိုင်မလို့စောင့်နေတာနေ့ကိုပြိုင်လို့နိုင်ငါဒီနေ့ဟိုကောင်မလေးခေါ်သွားတော့မှာအထဲမှာတယောက်ပူးနေတာခန်းထဲမှာအဲ့မှာလည်းလူတွေကဝိုင်းပြီးတော့အဲ့မှာသူကတတိလစ်တယ်လို့မျောနေဒီနေ့ကငါနိုင်ခေါ်သွားတော့မှာအဲ့တော့ကျွန်တော်ပြောတယ်ဥရှင်ကြီးမကလို့ဥသေးကြီးပဲခေါ်တကဘာလုံးခေါ်လို့ရတယ်အဲ့တော့ကျွန်တော်သခင်ယေရှုလွတ်လို့လားယေရှုနာမ၌ပဲမောင်းထုံးမှာခေါ်လိုက်အကုန်ခေါ်လိုက်ဆိုတော့သူမျက်နှာငယ်သွားပြီးတဲ့အခါကျတော့အဲ့နဲ့ကျွန်တော်ဆက်မေးတယ်ပေါ့နော်မင်းဘာကြောင့်ဒီလိုလုပ်တာတော့သူများခိုင်းလို့လုပ်တာခိုင်းလို့ဆိုတော့ကျွန်တော်ဟုတ်မဟုတ်တော့မသိဘူးနော်ဆိုတော့အဲ့ချန်ကမောင်နှမ4ယောက်အဲ့ဝင်းထဲမှာနေတယ်နေတော့အခုဒီမောင်နှမ4ယောက်ကအသက်60ကျော်80လောက်ဖြစ်လာပြီတော့နည်းနည်းအမွေလူတဲ့သဘောပေါ့နော်တော့တိုက်တယ်ပေါ့ဟိုနတ်အောက်လန်းနဲ့တိုက်တယ်ပေါ့ဒါသူများပြောတာမသိဘူးအဲ့ဒါနဲ့သူများခိုင်းလို့ငါလောက်တာအဲ့နဲ့ကျွန်တော်သူ့မေးတယ်သူများခိုင်းတိုင်းလောက်ရအောင်နင်အဲ့လောက်ဈေးပေါ်လာမပေါ်ဘူးပြောပါဦး30ပေးပြီးငါ့ကိုခိုင်းတာအဲ့နဲ့ဘာနဲ့ခိုင်းတာတော့သွေးနဲ့ဘာသွေးတော့လူသွေးနဲ့ဆိုတော့အောက်လမ်းမှာဒီလူသွေးနဲ့အမြင့်ဆုံးပဲပေါ့နော်အဲ့တော့လူသွေးနဲ့ခိုင်းခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်ဂျားဖြတ်နားလည်အောင်ပြောပြမယ်တော့ဒီအခုကဘာကျော်အနုပညာရှင်အဆိုတော်တွေတရုတ်ဆောင်တွေတော်တော်များများကဒီလူစီဖာနဲ့အပေးယူလုပ်ကြတယ်အဲ့တော့မမဟုတ်ဆိုနော်ဝေနိုင်ငံနဲ့တစ်ချိန်တော့ဘယင်လက်ထက်တော့1800ကျော်လောက်ကဒီငေါ်ဆရာကြီးတစ်ပါးရှိတယ်သူကအင်မတန်မှစွမ်းတယ်တကူလည်းရှိတယ်ဒါပေမဲ့ तू မကျင်တတ်ဘူးငေါ်ပညာကိုအဆုံးထိတတ်ချင်တယ်ဆိုပြီးတော့မှဒီလူစီဖာနဲ့အဆက်အသွယ်ရှိသောသူအစီအမံကျွမ်းကျင်သောနတ်ဆရာနဲ့ तू သွားတွေ့တဲ့အခါမှာဖြစ်ချင်တာအကုန်ချရေးအမြင့်ဆုံးကတော့ကိုယ်သွေးနဲ့ကိုယ်ဖောက်ပြီးတော့မှနော်ဒီသူတို့စုတ်တန်နဲ့စာရွက်ပေါ်မှာရေးရတယ်ရေးပြီးရင်လက်မှတ်ထိုးရတယ်အဲ့ဖြစ်ချင်တဲ့အကုန်သူလုပ်ပေးတယ်ဒါပေမဲ့ကိုယ်ဝိညာဉ်အပေါင်ထားခဲ့ရတယ်သူပြန်ခေါ်တဲ့နေ့ကျရင်လိုက်ရမယ်မင်းဟိုလိုတော့မသိဘူးပေါ့နော်ဥပမာမိုက်ကယ်ဂျက်ဆင်လို့ဆိုရင်လည်းအဲ့လိုကြားတာပဲပေါ့နော်ဟုတ်မို့ကမ္ဘာမှာအောင်မြင်ဆုံးဖြစ်ရမယ်ဒါအမြင့်ဆုံးပဲဆိုတော့အဲ့လိုမျိုးအပေးယူလုပ်တယ်ပေါ့နော်လုပ်တဲ့အခါမှာဒီမော်ဆရာကသူကတိတယ်ပေါင်ထားခဲ့ရမယ်ဆိုသူလက်မှတ်ထိုးဖို့ပဲကြံတယ်သွေးနဲ့အဲ့တော့ဘာပြောလဲဆိုငါ့ကိုတဲ့ရုံးဆိုတဲ့နေရာရောက်မှငါဝိညာဉ်ကိုရုပ်သိမ်းရမယ်အဲ့ဆိုတော့ငါသဘောမတူနိုင်ဘူးသဘောမတူကျွန်တော်လက်မှတ်မထိုးဘူးနောက်ဆုံးစာတန်ကနော်လူစီဖာအလျှော့ပေးလိုက်တယ်ကဲရပါတယ်ထိုးလိုက်တော့သူ့ဘယင်ကတော့မှသူ့ကိုလေးစားရတယ်ငေါရှိလက်ထက်မှာသူတို့လည်းဒုံချိုင်မွေဖြစ်တာပဲလေနော်ဖယားရဲ့လူတွေနီးတူအကုန်လုံးဖယားနီးကိုအကုန်လုံးသူတို့လိုက်လုံနိုင်တယ်တခုပဲ
မောရှေရဲ့မွေကိုမနိုင်တာတခုပဲအကုန်လိုက်လို့ရတယ်သူတို့လည်းတကူရှိတယ်အဲ့တော့သူအသက်ကြီးတဲ့အထိသူနေသွားရတယ်ဒါပေမဲ့အသက်ကြီးတနေရာရောက်တဲ့အချိန်မှာသူဟိုတယ်တစ်ခုမှာတဲလိုက်တယ်ဟိုတယ်မှာရေးထားတာကတော့ဒေသစကားပေါ့မြန်မာပြည်ပဲမဲ့ကရင်ပြည်ရောက်တော့ရိုးမေဟလာရေးထားရိုးမေဆိုသူခက်တီတီတဲလိုက်တယ်မနေ့ကျတော့သေးရောအဲ့ဟိုတယ်နာမည်က Rome တိုင်းရင်းသားလို့ရေးသားထားတာပေါ့နော်ဆိုတော့ဒီနေ့နာမည်ကြီးတော်တော်များများအဲ့လိုသွေးနဲ့နော်အခုဆိုတရောလဲခန္ဓာဝင်တော်တော်နာမည်ကြီးတဲ့တပုတ်ဆိုအဲ့လိုလူစီဖာနဲ့အပေးယူလုပ်ပြီးမှဒီနေ့ထိအဲ့တရောကထိတ်ပဲလို့ကျွန်တော်ကြားရတယ် music ပေါ့နော်ဆိုတော့အဲ့ခုနခိုင်းတာလဲသွေးနဲ့ခိုင်းတာဒါနဲ့ပဲကျွန်တော်မေးတယ်မင်းဘာနဲ့လာတော့ဆိုတော့သူကတရေ18ကောင်နဲ့အခုတစ်ပင်နေမှာဟိုသူတို့နတ်ပွဲလေးတွေချိတ်ပြီးတော့လေချိတ်ပြီးတော့မှအဲ့ဒါသူတို့မွေးထားတာမွေးထားပြီးတော့မှတရေ18ကောင်နဲ့လာတယ်ဒါနဲ့ကျွန်တော်ပြောတယ်မင်းယေရှုနာမ၌အခုထွက်ရမယ်အဲ့ဒါကျွန်တော်ပြောမထွက်ဘူးဆိုမင်းယေရှုနဲ့ရှင်းရမယ်အဲ့နဲ့ယေရှုနာမ၌ထွက်ပြီးတော့မှငါတိတ်အကြာကြီးအချိန်မပြောထွက်ဆိုတဲ့အခါမှာအဲ့နဲ့ဟေးနင်တို့တွေငါနဲ့မလိုက်နာနဲ့ကြတော့တဲ့ငါနင်တို့မကျွေးနိုင်ဘူးလေကျွန်တော်တိထားတာသူတို့မွေးထားတဲ့တရေတစီတွေကသူတို့ခိုင်းလို့မရဘူးဆိုသူ့ကိုပြန်စားတယ်တဲ့အဲ့လူကယူးတယ်သေတယ်ပေါ့နော်ငါတော့မလိုက်လာကြနဲ့ငါမကျွေးနိုင်ဘူးဆိုပြီးတော့မှနောက်ပြီးကျွန်တော်ဆူတောင်းပြီးတော့အဲ့မှာသူလည်းငြိမ်သွားတယ်ပေါ့လေကျွန်တော်ပြန်ထွက်သွားပြီးတော့တရက်မပြီးဘူးဗျာအဲ့နေပြီးသွားတယ်ပေါ့နောက်ရက်ကျတော့ထပ်ပူးရအောင်ပူးတဲ့ခါကျဆရာရွှေပေးလာပါဦးဆိုကျွန်တော်ထပ်တက်သွားပထမနေ့ကတော့အပြင်မှာကတော့နတ်ကတော့အထဲမှာတရေဒုတိယနေ့ကအပြင်မှာအဘတဲ့သူကသူအဲ့တော့ဆရာတော့နော်ဆရာသူကခုံပေါ်မှာသူ့သမီးကတင်မလီခွေထားသူ့အဖေကိုတအားကြောက်တာတာမန်ဆိုအဲ့ချိန်ကျတော့တင်မလီခွေထားရောသူ့အဖေကိုလက်ညှိုးထိုးပြီးတော့ကျွန်တော်ရောက်တဲ့အချိန်နော်ဟဲ့အောင်ရောက်ဖားသူ့အဖေကိုခေါ်တာသူ့ကိုသူအဘမင်းကငါအားနာတယ်တဲ့သူများခိုင်းတော့ငါလောက်ရတယ်ပတ်စံလက်ယူဒါပေမဲ့မင်းတို့ဒီလိုဆရာတွေခေါ်လာတော့ငါအဆက်ကွဲတယ်ဒဏ်ရာရတယ်သူပြောတဲ့ဟာပဲကျွန်တော်နားမလဲဘူးအဲ့တော့ဒုတိယနေ့ကျတော့အဲ့နဲ့ဘာနဲ့လာတော့ဆိုဆုံးနာမယ်တွေသူရွတ်ပြတယ်ဆုံးနာမယ်တွေရွတ်တဲ့ထဲမှာအထူးသဖြင့်အခန်းထဲမှာကတော့ခွေးနတ်တယ်အဲ့ခွေးနတ်ပူတာကျွန်တော်ချက်ချင်းမသိဘူးနော်နောက်မှသိတာအဲ့မိသားစုကိုယ်တိုင်ပြောပြတာသူကခြေတွေလက်တွေချုပ်ထားတဲ့အခါမှာအဲ့ကောင်မလေးက14နှစ်ကျော်လိုက်ကြိုက်တာကြိုက်တော့ကြီးစွန်းကိုပါဇက်တက်ထည့်ထားတာပါဇက်တက်ထည့်တော့အဲ့ဇွန်းမှာကောက်ကွေးတယ်လူပါမဖြစ်ဘူးအဲ့ကြီးစွန်းကြီးကကွေးသွားတယ်အဲ့ဒုတိယနေ့ကခွေးနတ်အဲ့တော့မင်းခေါ်တော့ထွက်သွားတော့ဆိုခုနနာမည်ပေါ့နော်မဖြူထဲကခွေးနတ်ထွက်လိုက်သူ့လွတ်လိုက်တော့ငါနေ့ကိုအမိတ်ပေးနေထွက်ဆိုထွက်သူကအပြင်ကနေအမိတ်ပေးတာပြီးတဲ့အခါကျတော့မဖြူရေမင်းခန္ဓာကိုယ်နဲ့မင်းပိုင်မင်းပြန်နေတော့သူကအပြင်ကနေအမိတ်ပေးနေပြီးလဲပြီးရောကဲမင်းတို့ထွက်သွားတော့အဲ့နာမည်တွေနဲ့အကုန်လုံးမင်းထွက်သွားတော့ဒုတိယနေ့ပြီးရောတတိယနေ့ကျွန်တော်ကရန်ကုန်အင်းစိန်ကနေအနောက်ပိုင်းကိုကားမောင်းသွားတယ်ခုနဆရာပတ်ပူကိုယ်တိုင်သူကလည်းလိုက်ချင်တယ်အစာရှောင်ဆိုတော့12နာရီအထိသူတောင်းလဲပြီးပြန်လဲလာရောမောတယ်ပေါ့နော်ကားမောင်းရတယ်တနာရီလောက်မောင်းရတယ်ဟိုမှာလဲဥဆောင်ပြန်လာတော့မောနေပြီမောတယ်ကျဆရာပူးပြန်ပြီဟာမဟုတ်တော့ဘူးပေါ့အုံနောက်လားပေါ့အဲ့နဲ့မောပြီဗျာကျွန်တော်တို့အဲ့တနာရီကျော်ရောက်တယ်ဒီနေ့တော့ဆရာပတ်ပူရေသွားလိုက်ပါပေါ့သွားလာရဲဆိုသူ့ရဲ့ဆူတောင်းအဖွဲ့တွေနဲ့သွားတာသွား2နာရီကျော်3နာရီလောက်နေမောင်းတာပေါ့နော်အမျိုးမျိုးသူနဲ့စကားပြောလိုက်ဆူတောင်းလိုက်မောင်းလိုက်တချင်းဆိုလိုက်အဲ့မှာတတိယနေ့ကျတော့သူကအောက်လန်းခိုင်းကျုပ်တယ်အတွင်းကကျတော့ဥရှင်ကြီးတယ်အဲ့တော့ဆရာရွှေပေးကိုပဲခေါ်ပြီးဆရာလို့မပြောသူကပြောတယ်ရွှေပေးဖျားနဲ့ငါဖျားအတူတူပဲပြီးတော့သူကအိန္ဒိယလို့ပြောတာလေအိန္ဒိယလို့စကားတွေပြောတော့သူကလည်းတတ်သမျှမှတ်သမျှတော့မင်းဂျောင်းတလုံးတော့တတ်တယ်ဂျောင်းမင်းဒီထဲမနေနဲ့တော့အဲ့နဲ့ဆရာပတ်ဖို့ဘာပြန်ပြောလဲဆိုဆရာရွှေပေးကိုခေါ်ပေးပါလို့ပြောနေတာမခေါ်နိုင်ဘူးပြောတော့နင်းရတဲ့ရုပ်ကဆိုးသေးတယ်စကားကများသေးတယ်ကျွန်တော်တော့နည်းနည်းအားငယ်ပါတယ်ဆရာပတ်ဖို့ကပြောတာပေါ့နော်အဲ့နဲ့ကျွန်တော်9နိုင်ကျော်ကြာဖုန်းဆက်ရောဆရာကကျွန်တော်ပြန်ရောက်ပြီတဲ့ထွက်သွားပြီလားဆိုမဟုတ်ဘူးတဲ့
အိတ်သွားပြီဒါဆိုငါစီဖုန်းလာအောင်ပါပဲထင်းတယ်လို့ပဲ6နာရီလောက်ကြတော့ဖုန်းလာတဲ့အခါကျတော့ဆရာတဲ့မထွက်သေးဘူးတဲ့အခုပြန်ပူးနေတယ်ဆရာရွှေပေးလာမှထွက်အဲ့လိုဖုန်းစပီကာဖွင့်လိုက်လို့ကျွန်တော်လည်းမောပြီအဲ့နဲ့ယေရှုနာမ၌မင်းကငါအမိန့်ပေးတယ်နော်သခင်ယေရှုကမင်းတို့လိုသူတွေကိုသူ့နာမ၌အမိန့်ပေးဖို့အတွက်ပြောဆိုထားတဲ့အတိုင်းမင်းယေရှုနာမ၌ထွက်ဖို့အမိန့်ပေးတယ်မထွက်ဘူးဆိုရင်မင်းအသက်ရှင်တဲ့ယေရှုဖခင်နဲ့မင်းရှင်းရလိမ့်မယ်အခုချက်ချင်းထွက်ငါမလာဘူးယေရှုနာမနဲ့ထွက်တာပဲပြောမယ်မထွက်ဘူးဆိုရင်မင်းယေရှုနဲ့ရှင်းရမယ်ဆိုဖုန်းချလိုက်ချပြီးတော့ကျွန်တော်9နာရီနီးတော့ကျွန်တော်စိုက်ကယ်နဲ့ပြန်တက်သွားတော့ငါးဖမ်းကျွေးနေမောတယ်ပေါ့နော်ငါးဖမ်းနီးပဲသင်ပေးရမှာပေါ့ကျွန်တော်တက်သွားတဲ့အချိန်ကျတော့အိမ်ကရှင်းသွားပြီအကုန်လုံးလွတ်မြောက်သွားပြီပေါ့ဒါပေမဲ့သွားမောင်းထုတ်ပေးတဲ့ဆရာတပါးအဲ့မှာကြောင်တောင်ကြီးထိုင်တော့ဆရာပပူရှိတဲ့အချိန်မှာသူတို့ဖြစ်တာတဲ့ညနေမှာသူတို့ဝိုင်းမောင်းတဲ့အချိန်မှာအဲ့ဆရာမောင်းထုတ်လဲပြီးရောမြေကြီးပေါ်မှာလေလို့ပေါ့နော်ဒီလိုဆောင်းကြောက်ထိုင်တော့ငါပဲရောက်နေရလဲငါဘာဖြစ်တာလဲဆိုတော့သူငိုတယ်တဲ့ဆိုအဲ့အချိန်မှာခုနအွန်လိုင်းကိုင်းချုပ်ကပြောဒီဆရာကခပ်ပါပါပဲပုတ်လိုက်သေးတာခပ်ပါပါပဲပုတ်လိုက်တာကျွန်တော်ရောက်တော့သူကြောင်တောင်ဟိုကြီးတီနားနဲ့ကျွန်တော်ကျမ်းစာလေးအနှစ်ချုပ်တင်ပေးတယ်ပေါ့နော်တင်ပေးပြီးတော့အဲ့ဆရာအတွက်လည်းဆူတောင်းပေးတယ်အဲ့ဆရာလည်းနောက်တော့ကောင်းသွားသူပြန်ပြီးဆိုရင်ခွေးအုပ်ကြီးတအုပ်ကြီးဟောင်ပြီးလိုက်တယ်အဲ့နေ့တော့ကျွန်တော်မောင်းအဲ့ဆူတောင်းပေးပြီးတဲ့ခါမှာကောင်းသွားတယ်အဲ့အရေးကြီးတယ်ပေါ့နော်ကျွန်တော်တို့သူတို့ကျမ်းစာတင်ပေးတာအတူလေးပါပဲတော့103ပါအခုခဏနေကြရင်ဝေစာတယောက်တစ်စောင်ပေါ့နော်ရမယ်အဲ့103ပါလေးတင်တယ်အပြစ်လူတိုင်းမကင်းလူတိုင်းအပြစ်နဲတယ်နဲ့များတယ်ပဲကွာပညတ်တရားလည်းလူတိုင်းမကျင့်နိုင်ကြဘူးအဲ့တော့ဘယ်သူမှမတတ်နိုင်အဲ့တော့လူမတတ်နိုင်တာဘယ်သူတတ်နိုင်လဲဖယားပဲတတ်နိုင်အဲ့တော့ယုံကြည်သောအဖြစ်ယေရှုတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်တယ်ကိုယ့်အပိုင်းကယေရှုကိုယုံကြည်ယုံပဲကျွန်တော်တလုံးကဖုံးသွားဝယ်တယ်တိုင်းရင်းသားတွေစကားဝဲတဲ့ဆိုတော့ဒီတော့ခရိယန်လားဆိုဟုတ်တယ်တဲ့ဒါဆိုယေရှုကိုယုံတာပေါ့ယုံတယ်ဘာလို့ယုံယေရှုကသမီးတို့ကယ်တင်ရှင်အဲ့ဆိုသိရင်ဘယ်ရောက်မလဲဆိုဆရာအဲ့ဒါတော့မသိဘူးလေမဟုတ်ဘူးပြန်စဉ်းစားအောင်နေယေရှုယုံလားယုံတယ်သိရင်ဘယ်ရောက်မလဲမသိဘူးလေမယုံတာနဲ့အတူတူပဲပေါ့အခုနကယ်တင်ရှင်မလို့ယုံတယ်လည်းပြောတယ်သိရင်ဘယ်ရောက်မလဲမသိဘူးဆိုမယုံတာနဲ့အတူတူပဲတော့ယုံကြည်ခြင်းအဲ့တော့သူတို့အိုင်းနေညသင်ပေးတာရှင်မသက်အခန်းကြီး9အငယ်20အရေးကြီးတယ်ရှင်မသက်အခန်းကြီး9အငယ်20အပြစ်ကလည်းမကင်းဘူးပညတ်လည်းမကျင့်နိုင်ဘူးယုံကြည်ခြင်းအဖြစ်ပဲယေရှုကိုယ်တိုင်ပြောလဲဆိုတော့ပညတ်တရားအကျင့်အဖြစ်အဘယ်သူများဖြောင့်မတ်ရသူမရောက်နိုင်ပညတ်တရားအကျင့်ကိုအမိပြုသောသူတိုင်းကြိမ်ချင်းကိုခံရမည်ပြောပြီးတော့မှယေရှုကပြောတယ်သင်တို့အကျင့်ဟာဖာရိရှဲနဲ့ကျမ်းပြုဆရာတွေကျင့်သောအကျင့်ထက်မလွန်မသာရင်ကောင်းကင်နိုင်ငံတော်သို့မဝင်ရလို့ငါအကြံဖန်မဟုတ်ဘူးပေတရုမဟုတ်ယေရှုကိုယ်တိုင်ကငါအမှန်ကန်ဆိုတယ်ဘလို့လဲအကျင့်နဲ့လည်းမရောက်နိုင်ဘူးဖာရိရှဲတဲ့တာပညတ်613ချက်ဥပြုကိုယ်ကွယ်ခြင်းအုပ်ချုပ်စီမံရေးကိုကျင့်ဆိုင်ရာဆောင်းရရှောင်း613ချက်သူတို့ထက်တာမှသာလေကောင်းကင်ဘုံဝင်ရမယ်ဆိုဘလို့လဲတော့နံပါတ်1ပြောချင်တာဖခင်ကမရနိုင်ဘူးနံပါတ်2ခုနပြောသလိုပဲနော်လူအနေနဲ့မတတ်နိုင်လူမတတ်နိုင်ဖခင်ပဲတတ်နိုင်ယုံကြည်ခြင်းအဲ့တော့ကျွန်တော်တို့ကရိုးရိုးပဲယုံတယ်ဘာတွေလာသိနေတာလဲငါတို့ရိုးရိုးပဲယေရှုယုံမှန်ပါတယ်ဘသူ့ကိုယုံတာလဲနံပါတ်1ဘသူ့ကိုယုံတာလဲသိရမယ်ဟုတ်တယ်ယေရှုယုံတယ်ဘာကြောင့်ယုံတာလဲကယ်တင်ရှင်ဟုတ်ပါတယ်ဖခင်မလို့ဘယ်လိုယုံတာလဲအဲ့နီလန်အရေးကြီးတယ်ဘယ်လိုယုံတာလဲအဲ့တော့တလက်စတဲ့ဒေါက်တာကာရထူဆိုတာအခုကြောင်းမတောင်ကြီးပေါ့နော်ကျွန်တော်ခါသ2000မှာကျွန်တော်ကုပြင်ရွာမှာသွားပြီးအင်္ဂုဂီတီလုပ်တဲ့အခါမှာတရားဟောခွင့်မပေးဘူးအဲ့မှာပဲသွားပြီးတော့မှကျွန်တော်တို့ကိုယ်ဝင်းထဲမှာကိုယ့်အကိုပဲဆူတောင်းပြီးပြန်ဆိုရွာကိုသွားပြီးတော့မှလက်ဆောင်လေးပေးပြီးတော့မှခရစ်တော်အကြောင်းပြောမယ်ဆူတောင်းပေးမယ်စသဖြင့်လောက်ခွင့်မပေးဘူးပြန်လာတဲ့အခါမှာသူနော်တင်းထောက်ကြီးရဲ့နာမည်တော့မပြောတော့သမီးနဲ့ချွေးမမှာတပြိုင်နဲ့အဲ့ကျွန်တော်တို့ကားလေးစီးလူကလည်းများတယ်အကုန်လုံးနဲ့အဲ့ရွာတရွာလုံးကိုထမင်းကျွေးတာ
တကားနှစ်ယောက်ကိုနတ်ဆိုးပူးတယ်နော်အဲ့နှစ်ထောင်တောင်ကြီးဖွဲ့တွေမေးကြည့်အဲ့တော့ပူးပြီးတော့မှသူတို့ပြန်သတိရလို့မေးတဲ့အခါမှာသခင်ယေရှုယုံတယ်ဘယ်မှာရှိလို့နေရာတိုင်းရှိတယ်ဟုတ်လေဘယ်နာရှိလို့အနားမှာလည်းရှိတယ်ဆိုအနားမှာပဲရှိတယ်ဆိုတော့နတ်ဆိုးကပြုစားလို့ရတယ်ဟောခုနကျမ်းစာလေးသင်မဲ့အရေးကကျွန်တော်ပြောတာယေရှုဘယ်မှာရှိလဲနေရာတိုင်းရှိတာမှန်တယ်အနားမှာလည်းရှိတာမှန်တယ်အဲ့တော့တမန်ကျမ်းစာတအုပ်လုံးမှာဖာရိရှဲကျမ်းပြုဆရာတွေအကျင့်ထက်သာလွန်သောသူတယောက်ရှိတယ်နည်းနည်းစိတ်ထဲအဖြစ်ကြီးဘယ်သူဖြစ်မလဲဖာရိရှဲထက်သာလွန်သောသူတယောက်ပေါ်ထွန်းခဲ့အဘယ်သူဒီငါအားအပြစ်တင်ခွင့်ရှိသနည်းရှာပြောဘယ်မှာလဲငါ့ကားလိုက်တင်တယ်လေဘယ်မှာလဲဘာအပြစ်ရှိလဲအပြစ်ရှာလို့မတွေ့ဘူးယောမ14မှာပညတ်တရားအလုံးစုံယေရှုခရစ်မှာစုံလင်ခြင်းရှိတယ်ယေရှုခရစ်မှာစုံလင်ခြင်းရှိတယ်ဆိုတော့ယေရှုကပညတ်တွေအားလုံးကိုစုံလင်တယ်ဆိုတော့သခင်ယေရှုငါတို့ကဘိုးဘေးကလေးကကိုးကွယ်လာတာအခုနကျွန်တော်ပြောသလိုပေါ့ဆရာတော်ရွှေလူသားဆရာတော်မာလကီဆရာတော်မာလကီသားဆရာတော်ဒိုထူးဆရာတော်ဒိုထူးသားအခုဆရာရွှေပေးဘလောက်ပဲပြောယောမအခန်းကြီး8အငယ်9ယောမ8ကိုမှာခရစ်တော်ရဲ့ဝိညာဉ်ကိုမရသောသူသည်ခရစ်တော်နဲ့မဆိုင်ခရိယန်ဖြစ်လို့မရခရစ်တော်ရဲ့ဝိညာဉ်ကိုမရသောသူသည်ခရစ်တော်နဲ့မဆိုင်အဲဆိုခရစ်တော်ရဲ့ဝိညာဉ်ကိုဘယ်လိုရနိုင်မလဲနော်ဗျာဒိတ်3:20ဗျာဒိတ်3:20ငါတကားရှိမှခောက်တယ်တကားဖွင့်မယ်ဆိုငါဝင်ဖခင်ကလူတိုင်းကိုလွတ်လပ်စွာရွေးချယ်ခွင့်ပေးထားတယ်အတင်းမဝင်ဘူးအဲ့တော့သခင်ယေရှုကိုကျွန်တော်တို့ဘယ်လိုရနိုင်မလဲခရစ်တော်ရဲ့ဝိညာဉ်ဘယ်လိုရနိုင်အေဖက်30ယုံကြည်ခြင်းဖြင့်ခရစ်တော်ဒီသင်တို့ရဲ့စိတ်နှလုံးသားထဲမှာကျိန်းဝတ်မယ်ဒါမှန်သောယုံကြည်ခြင်းအခုနေရာတိုင်းရှိတယ်ငါတို့နားလည်းရှိတယ်မဟုတ်ဘူးခရစ်တော်ကကျွန်တော်တို့ထဲမှာရှိရမှာအဲ့တော့1ကော36သင်တို့ကဖခင်ရဲ့ဗိမာန်ဖြစ်တယ်လို့၎င်းဖခင်ရဲ့ဝိညာဉ်ဒီသင်တို့အထဲ၌ကျိန်းဝတ်တော်မူတယ်လို့၎င်းမသိကြသလောနောက်တစ်ချက်2ကော73ကမှာခရစ်တော်ကြီးသင်တို့အထဲ၌တည်တော်မူဆိုကျမ်းစာတွေအများကြီးခရစ်တော်ကသင်တို့အထဲမှာတည်တယ်အခုဖာရိရှဲကျမ်းပြုဆရာတွေအကျင့်နဲ့ဘယ်လိုတာလွန်နိုင်မလဲအခုမနေ့ကနေပဲကျွန်တော်ဆရာတွေကိုကျမ်းစာသင်တာဖာရိရှဲကျမ်းပြုဆရာတွေအကျင့်နဲ့တာလွန်သောသူရှိရင်လက်ညှိုးထောင်ပြီးဘာလို့တာလဲပြောဆိုတယောက်မှမထောင်ဘူးနှဆိုးသွားမမောင်းနဲ့ပြန်ပူးလိုက်မယ်အဲ့တော့ကျမ်းစာထဲမှာအဖြစ်ရှိပါတယ်ဖာရိရှဲတွေဘယ်လိုတာမလဲတာတဲ့လူလက်ညှိုးထောင်ရှင်းပြအခုခရစ်တော်ရဲ့ဝိညာဉ်မရတော့သူခရစ်တော်ရဲ့မဆာယုံကြည်ခြင်းနဲ့ခရစ်တော်တင်တို့ထဲ၌ကျင်းဖို့အဲ့ဒါခရစ်တော်ခေါ်ဖိတ်ကျွန်တော်စိတ်နှလုံးသားမှာကျင်းဖို့ပါရှင်ဘီရင်နဲ့အုပ်ဆိုးပါခေါ်ဖိတ်ပြီးပြီဆိုရင်ဂလာတိ2:20အဖြေပဲငါဒီခရစ်တော်နဲ့တူလက်ဝါးကတိုင်းမှာအသေးခံပြီသို့တော်လည်းအသက်ရှင်သေးထို့သောဆိုသောငါသည်ကိုယ်တိုင်မရှင်ယေရှုခရစ်သည်ခရစ်တော်သည်ငါ၌ရှင်တော်မူ၏ငါသည်ကိုယ်တိုင်မရှင်ခရစ်တော်သည်ငါ၌ရှင်တော်မူ၏ကျွန်တော်အခုကြွေးကြော်တယ်အခုခရစ်တော်ငါ၌ရှင်တယ်ဘယ်နဲ့ဆိုပူလို့ရမလဲဘယ်နဲ့ဆိုမှပူလို့မရဘူးကျွန်တော်မေးမယ်ပါရီကျမ်းပြုဆရာကြီးထက်တာလားကျမ်းပြုဆရာကြီးထက်တာတယ်ကိုအားဖြင့်မဟုတ်ဘူးခုနကျွန်တော်ပြောတယ်ကိုတော့အားဖြင့်တာတယ်ကိုတော့အားဖြင့်ဒါကြောင့်မလို့ကျွန်တော်သွားတယ်နှဆိုးမောင်းထုတ်ဘလောက်ပဲတောင်းချမ်းနေပါစေဟိုတနေ့ကတော့ဆရာမြင့်လွင်သိကြမှာပါเนาะဒီတရက်တော်ဆရာတဲ့နှဆိုးပူးနေတယ်ညကြီးက7 နာရီလောက်ထိုးနေပြီဆရာလာပါဦးတဲ့ဟုတ်ကဲ့ဒါမှမဟုတ်သတိထားဖို့ပြောရနော်အဲ့တော့ तू ကတောက်တက်စားတက်လာဟုတ်တယ်တဲ့သူဆေးပါချတာအဲ့ဒါဆိုရွှေပေးမလားအစဲပါခံရမယ်ဆေးကြောင်တာလေဆိုတော့နော်ဒါဆရာဝန်မဲခေါ်ပါနော်နှဆိုးထွက်နီးရလဲအမျိုးမျိုးပဲအခုဆရာတော်မာလကီသားဆရာတော်ဒိုထူးကရင်နှစ်ချင်းအသင်းတော်ရဲ့သိအုပ်ဆရာအဲ့တော့ဒီတရုတ်အိမ်တဲ့အိမ်ပြင်ဦးလွင်မှာအဲ့မှာသူ့အမျိုးသမီးကခရိယန်ဖြစ်တဲ့သူခရိယန်တော့ဖြစ်တယ်ဖြစ်ပြီးတော့မှသူ့အဲ့ခမ်းမှာခန်းလုံးပြည့်တရုတ်နဲ့အကုန်လုံးကိုသူကိုးကွယ်တော့သူတို့အဲ့အိမ်မှာပဲနေတယ်အဲ့တော့အဖွားဓာတ်တွေဖယ်ဆိုတော့ဖယ်လို့မရဘူးတဲ့ငါကသူနဲ့အပေးယူလုပ်ထားတယ်နတ်ဆရာကြီးကျွန်တော်ကြားဘူးတယ်ခရစ်တော်သိတယ်ဒါပေမဲ့လက်ခံရင်သူအသက်ထွက်မှာပဲအသက်ပေးပြီးမှအသေးထွက်ပဲရမယ်အဲ့အဖွားကလည်းသူကဒီနတ်ဆင်တွေဖယ်လို့မရဘူးတဲ့အဲ့တော့ဘာဖြစ်လဲဆိုတော့တရက်
နတ်ဆိုးပူးတယ်အပေးယူလုပ်တယ်အပေးယူမတဲ့ဘူးဆိုသူ့အကိုနှစ်ယောက်သေသွားပြီတဲ့ဒီနတ်နဲ့အပေးယူအခုသူ့သားဖြစ်တယ်ဖြစ်တဲ့အခါမှာမင်းတို့မင်းအမျိုးသမီးရဲ့ဆရာပေါ့နော်မင်းတို့ခရိယန်ဆရာတွေခေါ်မတတ်နိုင်တော့ဘူးဆိုတော့ကရင်သင်းတော်ဆရာတော်တို့ထူကရာနီသင်းတော်ဆရာတော်လင်းဆောင်ပြီးမှတရုတ်မက်သတစ်ကဆရာတခြားအီဂျီယာဆရာစသဖြင့်၅ပါးလောက်ရှိတယ်သူသွားမောင်းထုတ်တာမရဘူးမရတော့ကျွန်တော်မန္တလေးမှာနေတာဖုန်းလာအပါကျွန်တော်စီဖုန်းဆက်ခဲတယ်အေးဖိုးခွားတဲ့ဒီလိုပဲကွာတဲ့ဘာလို့မောင်းထုတ်လို့မထွက်ဘူးလဲဟုတ်လားဘာလို့ဖုန်းစပီကာဖွင့်တော့နာမည်ပြောဆိုနာမည်ပြောသူမိမနာမည်ပြောအဲ့ချက်မှာသွားဘယ်လိုလဲဆိုတော့ဒီအတွင်းကတစ်ထည်ပဲကြံပြီးတော့မှတကိုယ်လုံးကလည်းဆေးတွေထိုးထားတယ်ပေါ့နော်သူကိုသူထုရိုက်ပြီးတော့နောက်ပြန်လန်ပစ်ချပြီးလူတွေကိုစားတော့မဲ့အတိုင်းပဲဒါပေမဲ့ဆရာတော်တွေကိုတော့ကြည်တယ်ကြောက်စရာကြီးပေါ့နော်ဒါပေမဲ့ဆရာတော်တွေတော့သူမထိခိုက်သူအဲ့လိုသူ့ကိုသူနောက်ပြန်လန်ချတယ်သူ့ကိုသူထုရိုက်တယ်ဟိုနိုင်ရန်ခေါင်းနဲ့စသဖြင့်ပူးနေတာပေါ့အဲ့တော့အဖေကဘာလုပ်ရလဲဆိုပြစ်ချပြီးသူ့ခေါင်းလိုက်ခံထားပေးရတယ်ခေါင်းကတာမန်သလင်းနဲ့စောက်မှဆိုတော့အဲ့နဲ့ပြောစပီကာဖွင့်လိုက်အဲ့နဲ့နာမည်တွေပြောပြီးမှသခင်ယေရှုနာမ၌ထွက်ကျွန်တော်မောင်းထုတ်တယ်မောင်းထုတ်ပြီးလဲပြီးရောโอเคပြီးပြီဆိုတော့ဖိုးခွားတဲ့မင်းအခုနာကတဲ့သူ့ယောက်ျားပဲပူတာလေမင်းဆူတောင်းလိုက်မှသူ့မိန်းမပါပူရောပူတော့အဲ့နဲ့မရဘူးတဲ့မဟုတ်ဘူးလွတ်ထားလိုက်ယေရှုနာမ၌ဆိုထွက်ပြီအဲ့နဲ့ဘာလို့ရမလဲဆိုမရဘူးဆိုပထနာတော်အားလုံးအတူတကွပထနာတော်ဆူတောင်းမှာတောင်းတယ်ပြန်ဆက်တယ်မထွက်သေးဘူးမဟုတ်ဘူးအပါလွတ်ထားလိုက်တော့သူတို့သဘောပေါက်သွားဟိုမွေးလို့လေမြေကြီးကြမ်းကင်းပေါ်မှာအဲ့လိုတွန့်လိန်လက်နှစ်ဖက်တီလိုလှုပ်ပြီးတော့မှကြမ်းကင်းပေါ်မှာအဲ့လိုတွားတာလင်ရောမရအဲ့တော့သူတို့ကအဲ့လိုတွားပြီးဆိုရင်ပြန်ဆွဲတယ်ဆွဲပြီးတကားကိုပိတ်တယ်နောက်မှသဘောပေါက်သွားတကားဖွင့်ပေးလိုက်အဲ့လိုပဲလင်ရောမရကျွန်တော်ပြောတယ်မောင်းထုတ်ပြီးဆိုဒီကထွက်ဟိုဘက်ဝင်တယ်ဒီခြံဝင်းနဲ့လည်းမနေနဲ့ဘသူစီမှမနေနဲ့ဒီခြံဝင်းနဲ့နေအပြီးထွက်သွားဆိုမောင်းထုတ်တော့အဲ့လိုတွန့်လိန်နဲ့လှေကားအတိုင်းဆင်းတယ်တော်သေးတယ်ဗောခြံစည်းရိုးကဒီဖျားเจ้าလောက်မဝေးလို့တိတ်မလန်းအဲ့ခြံစည်းရိုးတကားပေါက်ကြီးအဲ့တိုင်းပဲထွက်သွားတယ်မြေကြီးပေါ်ကနေထွက်ခြံစည်းရိုးကလည်းရအောင်တက်ထိုင်တဲ့ခါအကောင်းပဲပြီးလည်းပြဟိုကြည့်ဒီကြည့်ဟာဆရာတော်တွေရောက်နေတယ်တာမန်ကောင်းမယ်နော်အရန်ကိုသူကလည်းယိုကျိုးတယ်ဆရာတွေဟာဆရာတော်တွေရောက်နေတယ်ဟာမိမကြီးကဟိုပစိုးလေးယူလာပေးအင်းကြီးပါပြီးသူကောင်းဝူးကနေမောင်းထုတ်ပြီးအဖေတို့လိုက်ပို့မလို့တဲ့ဟိုဆရာဘယ်သူမှသူ့နောက်မလိုက်ရဘူးဆရာကျွန်တော်ဆရာဆိုင်ကယ်နောက်လိုက်ခဲ့မယ်သူ့ဆိုင်ကယ်နောက်မလိုက်ရဘူးတဲ့ဆိုတော့နှက်ဆိုးထွက်နီးရလဲမျိုးစုံရှိတယ်အခုနလို့စေးကြောင်တာဆိုတော့သွားမလုံးနဲ့အစဲခံတချို့ကြထွက်ဆိုထွက်သွားတချို့ကြတော့ငါမထွက်သေးဘူးအရှုံးပေးပြီလားအဲ့လိုပြောပြီးဆိုတော့ယေရှုလွတ်လာတယ်ယေရှုနာမ၌မင်းကိုမောင်းထုတ်တယ်ပြီးယေရှုလက်ထဲအပ်တယ်ထားခဲ့လိုက်တချို့ကြတော့ဒီလိုမိဘုံပွဲတွေမှာနှောက်ရှက်တယ်ဖျားရှိခိုးဆူတောင်းအဲ့လိုဆူတောင်းမောင်းထုတ်ပေးပြီးဆို2ယောက်လောက်ထိန်ပြီးပြစ်ထားလိုက်သူကလူတွေကိုနှောက်ရှက်ပြီးတော့မှဂယုဆိုင်ခံကျင်တာအဲ့ဒါဆိုရင်ထားလိုက်သူထွက်သွားတချို့ကမသိဘူးတညလုံးတော့3ရက်လည်းထွက်မှာမဟုတ်ဘူးဂယုဆိုင်နေကျွန်တော်ကတော့သွားတယ်ကိုတော့လွတ်သွားတယ်ပြီးမောင်းထုတ်လိုက်တယ်ပြီးပြန်လာတယ်ဗောနော်ဆိုတော့ဒီနေ့ဒီအကြောင်းအရာလေးနော်အစာရှောင်ခြင်းနဲ့ဆက်တဲ့အရာကျွန်တော်အဲ့ထမင်းရီရပောင်40ရှောင်ပြီးတဲ့အခါမှာကျွန်တော်တပတ်လောက်နေတော့နော်ရှောင်ပြီးတဲ့အခါမှာစံပြုတ်တော်စားလို့မရအောင်နော်အဲ့နောက်ပိုင်းဆိုဖြည်းဖြည်းပြန်ကျင်စား3-4ရက်လောက်မှထမင်းပြော့လေးစားလို့ရပြီးလည်းပြီးတပတ်ရောက်တော့ရန်ကုန်ကိုကျွန်တော်လာအောင်ဒေါက်တာရဟတ်ရဲ့နှစ်ပြည့်သူတို့ရဲ့မင်္ဂလာနဲ့သူသမီးလေးတစ်နှစ်ပြည့်ဆိုချီးမွမ်းပွဲဟိုးသူတို့ဥဒ္ဓဘဲကိုကျွန်တော်သွားပြန်လာတဲ့အခါမိုးချုပ်ပြီးကျွန်တော်လိုင်းကားပေါ်တက်တဲ့အချိန်မှာလူတယောက်ကျွန်တော်လည်းမြင်အောင်ကြောက်လန့်ပြီးတော့မှသူနေလို့မရတော့ဖြစ်ချင်တော့နေရလဲသူ့ဘေးနာသွားထားကျွန်တော်လည်းထိရောအဲ့မှာသူအသားတွေကကြောက်တုံးလို့မာနေပူးတော့တာဆိုတော့တကယ်ဟိုတန်ရှင်သောဝိညာဉ်တော်တချို့နှက်ဆိုးတွေကြမျက်စိပိတ်ထားရတယ်တဲ့အဲ့ဒါသူမျက်စိဖွင့်ရတယ်ဆိုတော့ကိုယ့်မျက်လုံး face is the mirror of the heart that do people see Jesus in jaw ဆိုတာနှလုံးသားထဲမှာယေရှုကိုသူမျက်လုံးကနေအဲ့မျက်လုံးချင်း eye contact နှက်ဆိုးမောင်းထုတ်နေတယ်လေအမျိုးမျိုးပဲကြည့်လိုက်တဲ့အခါမှာအဲ့လိုပေါ့နော်ဆိုတော့ဒီအကြောင်းအရာလေးပေါ့လေခုနအစာရှောင်ခြင်းဆူတောင်းခြင်းမှတပါထို့မျိုးသည်မထွက်တာအဲ့တော့မနေ့ကကျွန်တော်အဖြောက်ပါလေနော်
ဖြောက်မှာကျွန်တော်အဲ့လိုစမ်းစာတင်တယ်သူတို့အဲ့လိုတွေ့တယ်တဲ့တွေ့တဲ့အခါမှာကျွန်တော်တို့မောင်းထုတ်လို့ရလားဆူတောင်းခြင်းအစာရှောင်ခြင်းလို့ဥပမာအနည်းဆုံးတစ်ပတ်တစ်ရက်ဥပမာတောက်ကြလားစနေလားမတတ်မှတ်နဲ့နော်တချို့အမှုတော်ဆောင်ဆရာတွေကျွန်တော်သူတို့ခမဆရာလာမယ်ဆိုပြီးမှအိမ်ကကြက်ကလေးပေါ်ပြီးမှချက်ပြုတ်တာကျွန်တော်အစာရှောင်တယ်အဲ့လိုတော့မလုပ်နဲ့ဘူးအဲ့ဒီစားပလိုက်အာရပါနောက်နေ့ရွှေ့ရှောင်လို့နှုတ်ဆိုကပညတ်တရားအောက်ဖြစ်သွားမယ်တစ်ပတ်တစ်ရက်လောက်တက်လွတ်ဖြစ်စေနော်ညနေစာမစားဖြစ်စေတနေကုန်ဖြစ်စေနော်ဖះဖော်ပြတယ်လို့အစာရှောင်တယ်ဆိုတာကျွန်တော်တို့ကဇာတိကိုကျွန်တော်တို့ကချိုးဖက်ပြီးတော့ဝိညာဉ်ကိုနေရာပေးခြင်းပဲတော့အစာရှောင်ခြင်းနဲ့ပတ်သက်ပြီးတော့မှအချုပ်ပြောရမယ်ဆိုရင်တော့ကိုယ်စီမှာခွေးဖြူနဲ့ခွေးမဲလေးနှစ်ကောင်ရှိတယ်ဒါကိုခွေးပဲခွေးဖြူကလိမ်မာတယ်သခင်ကိုလည်းတိတတ်တယ်ဒါပေမဲ့ခွေးမဲကစိုးတယ်ပြီးတော့သူတို့နှစ်ကောင်တစ်ချိန်လုံးကြိုက်ကြိုက်လိုက်ပြီးဆိုခွေးဖြူလေးကရှုံးတယ်အခွေးဖြူကိုနိုင်စေချင်တယ်ဘာလုပ်မလဲအလွယ်လေးပဲပေါ့နော်ခွေးဖြူကိုအစာလျှော့ကျွေးလိုက်ခွေးမဲကိုအစာလျှော့ကျွေးလိုက်ခွေးဖြူကိုကောင်းကောင်းကျွေးလိုက်နောက်ပိုင်းကြိုက်ပြီဆိုရင်ခွေးဖြူကနိုင်တော့ခွေးမဲကမကြိုက်ရဲတော့အစာရှောင်တယ်ဆိုတဲ့သဘောကဒီလိုဇာတိနဲ့ဝိညာဉ်စစ်ပြိုင်ဆိုတော့ကျွန်တော်ဝိညာဉ်ကိုနေရာပေးခြင်းဖြစ်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့အစာရှောင်ခြင်းဆိုတော့ကြံချက်တွေကတော့ဆရာတို့လည်းသိမှာပဲပေါ့နော်ဒီအစာရှောင်ခြင်းနဲ့ပတ်သက်လို့ဒါလေးကိုမျှဝေခြင်းဖြစ်တယ်ကျွန်တော်အချိန်နည်းနည်းကြံသေးတယ်နော်ဆရာ10မိနစ်15မိနစ်လောက်အခုနဒေသန္တရတေယုံကြီးလေးအကြောင်းနည်းနည်းလေးပြောခြင်းတယ်နော်ဖခင်ရဲ့အလိုတော်ကလူသားတိုင်းကယ်တင်ခြင်းရောက်ပြီးတမန်တရားသိဖို့တိနှစ်လေးလေနော်အလိုရှိတယ်ဆိုတော့လူတိုင်းကယ်တင်ခြင်းရောက်ဖို့အတွက်ယုံကြည်ခြင်းအားဖြင့်ပဲဒီယုံကြည်ခြင်းကဘယ်ရလဲဆိုကြားနာခြင်းဆိုတာလေဘုရားရဲ့စကားတော်ပဲဆိုတော့မဟောပဲမကြားနိုင်မကြားပဲမယုံနိုင်ဆိုတော့ဒီနေ့90%သောမယုံကြည်သူတွေကဘုရားကျောင်းထဲကိုမရောက်ဘူးအဲ့တော့ကိုကဘုရားကျောင်းထဲမှာပဲပြောမယ်ဆိုရင်အပြင်လူမကြားတော့အခုကျွန်တော်လိုက်ပြီးတော့တိတ်တက်စင်ခေါ်ရမယ်လမ်းအဲ့လိုသဘောမဟုတ်ပါဘူးကျွန်တော်ဝေစာလေးဝေလို့ဆုလေးတောင်းပေးလို့ရတယ်ပေါ့နော်ဖခင်တယောက်တစ်မျိုး gift ပေးထားတာအဲ့တော့85%သောသူတွေကကြားချင်ကြတယ်နော်ဒါပေမဲ့99%လောက်သောသူတွေကနော်ဒီနေ့ခရိယန်တော်တော်များ99%လောက်ကခရစ်တော်ကြောင့်တော်တာမပြောကြတဲ့အတွက်ကျွန်တော်တို့ပြောပြဖို့လိုတယ်ဘာလို့မပြောလဲဆိုတော့နံပါတ်1ကတော့ဘယ်လိုပြောရမှမသိဘူးနံပါတ်2ကျတော့ကိုညင်းပယ်လိုက်မှကြောက်လဲကြောက်เสียပဲကျွန်တော်တို့ဘူရာယုံမှာသွားဘသူတရားဟောရမယ်ဘသူပြောရမလဲအမေဦးကြီးတယောက်ကဆေးလိပ်ကြီးပေါ့စိတ်ပြက်လက်ပြက်ထိုင်နေကောင်းလားကောင်းပါလေကွရထားလက်မမရလို့ကွအားနဲ့ထားကျွန်တော်စကားနဲ့ပြောရသခင်ယေရှုအကြောင်းကိုကြားဘူးလားကျွန်တော်ပြောပြဒီမှာလက်မရလို့စိတ်ညစ်နေရတယ်ကြာဘာသခင်ဘောင်းထုတ်တာဆိုတော့ကြောက်လဲကြောက်เสียပါပဲပေါ့နော်တချို့ကလက်ခံတာရှိတယ်လို့တချို့ကလည်းနောက်တစ်ချက်ကတော့သခင်ယေရှုကလူစုကိုနော်ယေရှုမြို့ဝင်တဲ့အခါမှာလွှတ်ထားသောတို့ငယ်တွေနော်သူတို့မျက်ရည်ကျတယ်သူတို့သနာတယ်ဆိုသခင်ယေရှုလိုသနာတဲ့စိတ်လေးနဲ့သနာတဲ့နဲ့ဒီနေ့ကျွန်တော်သခင်ယေရှုအကြောင်းပြောတဲ့အခါမှာ online ကဆရာပြောသလိုပဲဆရာရွှေပေးက line ပေါ်တက်ပြီးမှဖျားလာရောင်းဘယ်သူမှလည်းဝယ်တာမဟုတ်အမျိုးမျိုးပြောခံအမှန်သူတို့သနာတာကျွန်တော်လည်းပတ်စံရလို့ကျွန်တော်တခုမှပတ်စံရဖို့လုပ်မထားဘူးကျွန်တော် line နဲ့ YouTube ကော Facebook ကော TikTok ကောပတ်စံရဖို့တခုမှလုပ်မထားဘူးအမျိုးမျိုးပြောတယ်တကယ်ယုံရင်ကြံတန်းဆိုတာပြောခံရတာထားသခင်ယေရှုကိုပါသူတို့ကလော်တုတ်တာဆိုတော့ကျွန်တော်ဒီတိုင်းပြည်မှာနေတဲ့အခါမှာကျွန်တော်တို့သတိပေးတယ်ဖခင်ကမထီမဲ့မြပြုခြင်းကိုမခံဘူးဒီလိုမပြောရဘူးကျွန်တော်ပြောပြီးတော့ဂျာ6လအတွင်းမှာကျွန်တော်3ချိန်လောက်ပြောတယ်ပြောပြီးတော့ကတ်ပေးလေနော်မန္တလေးစကိုင်းပဲကျွန်တော်ကိုယ်တိုင်ကယ်ဆယ်ရေးသွားခဲ့ရတယ်အပုပ်နှံ့နေတော်တော်ဆိုးတာနော်ကတ်လို့တော့မရအောင်ဒါအဲ့လိုသွားခဲ့ရတယ်ဆိုင်တာမဆိုင်တာတော့ထားဒါကြီးကမကောင်းဘူးလေနော်ဆိုတော့ဖျားကိုပါအဲ့တော့ပြောပြဖို့လိုတယ်ဟုတ်
ရားသခင်တဆူတည်းရှိတယ်ဖျားနဲ့လူကြားထဲမှာအာမခံယေရှုတပါးတည်းပဲရှိတယ်ဖျားသခင်တပါးတည်းရှိတယ်ဖျားနဲ့လူကြားမှာအာမခံယေရှုတပါးပဲရှိတယ်အဲ့တော့ကျွန်တော်ဒီနေ့ဘာကြောင့်လူတွေကိုသနာလဲဆိုတော့ကျွန်တော်ပြောပြရနော်အခုဘာသာတိုင်းလို့ကိုကောင်းမှုကုသိုလ်ကောင်းရပုံရောက်ဖို့မလုံလောက်ဘူးဆိုတာသိတော့ဂျားခံလို့တယ်ဂျားခံတစ်ခုလို့တယ်အဲ့တော့ဟိန္ဒူဘာသာသူတို့ကတော့ငါတို့ဘာသာအစောကြီးပွင့်တယ်ပြောတာ BC 1000မှဟိန္ဒူဘာသာတရားဆိုလွန်ခဲ့တော့နှစ်3000မောရှေတို့ဟို3500ခရဲကနန်းဗိမာန်တော်နဲ့တဲတော်နဲ့တခန်းတနာကိုးကွယ်နေပြီသူတို့ကဟိုနောက်မှပေါ်လာအဲ့ဆက်သွားအာဗြဟံဆိုဟိုနောက်ဆုံးအာဒံထိရောက်သွားမယ်ဟိုထောင်ရဖျောက်ကိုးကွယ်လာတာမင်းတို့ကနောက်မှယေရှုဆိုတာငါတို့နောက်မှပေါ်တယ်ပြောဒါပေမဲ့ဟိုဖျားဆိုတာဟိုကဘာဟုတ်ကြတဲ့အစင်ဆက်ကိုးကွယ်လာတာမောရှေအထူးသဖြင့်ထင်ရှားအဲ့တော့ဟိန္ဒူဆိုရင်သူတို့အကြီးကျယ်နော်အကျင့်ကြံနေတအားပြင်းထန်တယ်ဒါပေမဲ့သူတို့ကောင်းရပုံလောက်ဖို့ရောက်ဖို့မလုံလောက်ဘူးအဲ့တော့ဟိုရှိတော့ဟိန္ဒူမှာနော်အိန္ဒိယမှာပဂိယထာဆိုတဲ့ရှင်မင်းကြီးပဂိယထာလို့ခေါ်တယ်အဲ့မင်းကြီးကသူ့ရဲ့လူသားတွေတန်တရားကနေလွတ်မြောက်ဖို့အပြစ်တွေကနေစေကြောတန့်စင်ဖို့ကောင်းကင်ဘုံကိုမော့ကြည့်ပြီးဖခင်ကိုတောင်းတယ်တောင်းတဲ့အခါမှာငကငွေတန်းအလားကောင်းကင်ဘုံမှာစီးဆင်းနေတဲ့ဂင်းကမဲတော်နော်မြစ်မဟုတ်အဲ့ဂင်းကမြစ်ကြီးကပေါ့နော်မြေကြီးပေါ်ဆင်းသက်လာဂင်းကမဲတော်ဆင်းသက်လာတဲ့အခါမှာအခုဒီလာမဲ့6လပိုင်းဆိုရင်အရန်အရေးကြီးတယ်အဲ့6လပိုင်းအဲ့ဂင်းကမဲတော်မြေကြီးပေါ်ဆင်းလာတယ်လာသူတို့အဲ့မှာရေသွားချိုးရတယ်တောက်ရတယ်တေးပြီဆိုရင်တော့မှပါဇက်ထဲကိုတငုံချပေးရတယ်ပြီးပြာနဲ့မျောရတယ်ကလေးနဲ့ဖုံးတော်ကြီးတွေပဲအရှင်လက်မျောတယ်နော်သူတို့အရှင်လက်ဖြစ်နေပြီ body light သူတို့ကမျောပလိုက်တယ်မျောပလိုက်တဲ့အခါမှာအခုမြန်မာပြည်ရဲ့နာမည်ကြီးဖုံးတော်ကြီးတစ်ပါးဖျားလေးစုပွင့်သွားပြီနောက်ပွင့်မဲ့ဖျားလည်းအိန္ဒိယပဲပွင့်မှာအရန်ရင်ကြီးလိမ့်မှာအဲ့တော့အကူရီဆိုတဲ့ဘုန်းကြီးဟိန္ဒူဘုန်းကြီးတွေ့ဘူးမှာပေါ့အယိုးပြအဖြူတွေလိမ့်တာလေပြီးရင်ဘတ်တွေမှာလို့အဖြူတွေလိမ့်တာလေသပင်အရှည်ကြီးတွေနဲ့အယိုးကောင်းတွေဆွဲတာလေအဲ့ဒါလည်းသူတို့ရဲ့ဂိုင်းတစ်ဂိုင်းဖုံးတော်ကြီးကျွန်တော်ပြောချင်တာအရင်ကြီးဆုံးလို့ပြောအဲ့နော်အခုနအကူရီဆိုတဲ့ဂိုင်းဖုံးတော်ကြီးတွေကအခုနကလေးနဲ့ဖုံးတော်ကြီးတွေတည်ဆုံးပြီဆိုရင်ဒီတိုင်းပဲ body light ပြောနောက်ကံယူတဲ့တစ်ချောင်းမှာသူတို့ဗိုက်စားတဲ့အချိန်ဆိုသူတို့တွေအလုံများနေပြီအဲ့အသားတွေကိုစားပြီးကြင့်ကြံအားထုတ်တယ်နော်လူတွေရဲ့အသားကိုစားတယ်လူတွေနဲ့အိတ်တယ်နော်အဲ့လိုမျိုးကြင့်ကြံတဲ့ဟာဆိုတာကြောင့်တိဖို့ဘုသူဒ္ဓပြောပြခြင်းဖြစ်တယ်အခုလာမဲ့6လပိုင်းဆိုရင်သူတို့အဲ့မြင့်ကတစ်နှစ်တစ်ကြိမ်ရှိတယ်4နှစ်တစ်ကြိမ်ရှိတယ်6နှစ်တစ်ကြိမ်ရှိတယ်နှစ်100ကျော်မှာတစ်ကြိမ်4နေရာမှာနှစ်တိုင်းကျင်းမှာသူတို့အလူရက်သွားပြီးမှအဲ့အချိန်မှာသူတို့ရေချိုးတယ်တန့်စင်တဲ့အဲ့ရေကိုတောက်တယ်ဘာလို့လဲဆိုတော့ဒါသူတို့ရဲ့တန်တရားဝတ်ကြွေးတွေအကုန်လုံးစေးကြောတန့်စင်ပြီးတော့မှကောင်းရပုံတို့ရောက်ရဖျားထံတို့ရောက်ရလမ်းတဲ့နော်သူတို့ကလည်းတန်တရားအဆက်ဆက်ပဲတန်တရားလဲရင်တော့မှအဲ့တန်တရားဝတ်ကြွေးတွေတန်တရားယော့စေတယ်ပေါ့ဘဝတွေယော့သွားစေတယ်ဆိုပြီးမှအဲ့မြင့်ရီကိုအလူရက်သွားချိုးတယ်သွားပေါက်တယ်တေနောင်းမှအဲ့ပါဇက်တဲ့ထည့်ပေးရတယ်ဘုသူဒ္ဓပြောတာပါကဘာပေါ်မှာလူဦးရေအသိသီးဆိုတာအိန္ဒိယပါနော်အဲ့မြစ်တကြောမှာရွာတွေမြို့တွေမနှဲဘူးရှိသမျှမိန်လာပိုင်အဲ့ထဲမှာပဲလူတွေဘောလောနော်တကြိုအဲ့မှာအဲ့သူတို့ကတော့မဆူဆာတောက်တယ်ချိုးတယ်ဆိုတော့ဒီအရာပေါ့ဆိုတော့သခင်ယေရှုကိုမယုံဘူးဒီမြစ်ကိုပဲယုံတယ်စဉ်းစားကြည့်ပေါ့နော်ဆိုတော့ကျွန်တော်တနာတယ်ဒါကြောင့်သူတို့လည်းပြောပြတယ်ယေရှုရှိတယ်နောက်တစ်ခုအစ္စလမ်လာမယ့်6လပိုင်းသူတို့ရဲ့ဖခင်ပွဲတော်လာအခုနကောင်းကင်ဘုံကဆင်းလာတဲ့မြစ်ရှိသလိုအစ္စလမ်ကြတော့ပထမဆုံးလူသားဖြစ်မဲ့အာဒံကိုဘိုးဘော်ကနေအဲ့ကာဘာကြောက်ပေးလိုက်တယ်ပြီးတဲ့အခါမှာအာဗြဟံပြီးဣရှမေလပြီးအခုသူတို့ရဲ့တမန်တော်ကဒီကြောက်ကိုခေတ်ဆက်သူတို့ကထိမ့်သိမ့်လာပြီးတော့မှဒါကိုကောင်းကင်ဘုံကကြွလာတဲ့ကြောက်တုံးအနေနဲ့ဖျားပေးတဲ့ကြောက်အနေနဲ့သူတို့ကသွားပြီးတော့မှဂါရဝပြုတယ်ပဲပြောမှာပဲသူတို့ကကိုးကွယ်တာမဟုတ်ဘူးပြောမှာပဲဘာပဲဖြစ်ဖြစ်အလူရက်လူတွေဆိုအဲ့မှာတိုးဝှေ့ပြီးဂျွန်းထိုးမောက်ကိုလူတွေပေါ်မှာထပ်လူတွေနင်းအဲ့နေအောင်အလူရက်ဒီနေ့
မက်ကာပေါ့နော်ကျွန်တော်မှားတယ်မှန်တယ်မပြောဘူးဆိုတော့အရင်တော့အဲ့ကြောက်ကနှုတ်နှစ်လောက်ဖြူတယ်ဒါပေမဲ့လူတွေအပြစ်များတော့သွားတို့ထိတဲ့အခါမှာအခုမဲလက်နေတယ်ဆိုတော့ငါကောင်းငင်ကဆင်းသက်တော်သူဖြစ်တယ်ယေရှုကိုယ်တိုင်ပြောတယ်ယေရှုမယုံပြစ်ပဲယုံတယ်ယေရှုမယုံအဲ့ကြောက်တုံးပဲယုံတယ်အခုသူတို့အလုရက်ဒီလာမဲ့6လပိုင်းဆိုသူတို့သွားကြမယ်အခုလဲထိုပွဲတော်ရက်ကာလပဲဖြစ်တယ်ဆိုတော့နော်ဆိုတော့အခုဒီနိုင်ငံမှာတော့ဗုဒ္ဓဘာသာပေါ့ဗုဒ္ဓဘာသာကတော့သူဖြစ်ချင်းရှိရင်ပြက်ချင်းရှိမှာဒီခန္ဓာကြီးပျောက်ဖို့အတွက်သူတို့ကျင့်ပျောက်ဖို့အတွက်ကျင့်တဲ့အခါမှာဒီဘဝမှာတော့မှနော်သောတာပန်ဖြစ်ဖို့မလွယ်ဘူးသောတာပန်ဖြစ်ရင်ခုနှစ်ဘဝကြံသေးတယ်သူတို့ဆက်ကျင့်အောင်မှာခုနှစ်ဘဝပြီးမှအဲ့ထက်မှာတက္ကတကံအနာဂံနဲ့ယဟန္တာဆိုကြံတယ်မကောင်းမပြောဘူးနော်ဒီဘဝတောင်မှသောတာပန်ဖြစ်ဖို့မလွယ်ဆိုတော့ဒီအရာတွေစဉ်းစားနောင်ဘဝဆိုတာရှိရင်အကြောင်းမဟုတ်တော့ဒါသူတို့ရဲ့ကိုယ်ွယ်ယုံကြည်မှုဖြစ်တယ်ကျွန်တော်တို့သခင်ယေရှုဒီနေ့ခရစ်စမတ်လာရသည်ဖြစ်တယ်ဆိုတော့အခုဒီနေ့ဒီမှာရောက်နေတာကဘာသာရေးထုံးတမ်းဆင်လာမဟုတ်တမလွန်အရေးတမလွန်အကြောင်းတမလွန်ကဘာကလာတော့အရှင်မသားလေအတိအကျပြောနိုင်မှာခုနပြောသလိုပေါ့မင်းတို့ဖခင်ငါတို့လောက်နှစ်900မှာပွင့်တာခရစ်စမတ်မှာခရစ်တော်ဖခင်ပွင့်တာမဟုတ်ပါဘူးသခင်ယေရှုကြွဆင်းလာမဲ့အကြောင်းကိုတမန်ကျမ်းစာထဲမှာ39ကျမ်းလုံးမှာဖွားမြင်မဲ့အရာပြုမဲ့အမှုအစိုးမိတ်အကုန်လုံးသက်တော်စဉ်ကြိုတင်ရေးသားထားပြီးသားပဲအဲ့တော့သူတို့ကခေတ်ဆက်ဆက်ပြုပြင်ရေးတယ်ပြောပြီးမယ်1940စာငံအိုင်နာမှာ BC 300လောက်ကဓမ္မဟောင်း39ကျမ်းကိုရေးသားထားတဲ့ကျမ်းစာလိပ်တွေပြန်လည်ပြီးတွေ့ရှိတယ်20ရာစုရဲ့အကြီးမြတ်ဆုံးသောရှာဖွေတွေ့ရှိမှုလို့ဒီနေ့မှတ်တမ်းတင်ထားတယ်အဲ့ဒါအခုအင်တာနက်ကနေလည်းဖတ်လို့ရတယ် Dead Sea Bible Scrolls ဆိုယေရုရှလင်မှာသူတို့ထိမ့်သိမ်းထားတယ် Dead Sea Bible Scrolls ဆိုပြီးပါ online ကနေဖတ်လို့အဲ့ဒါကျွန်တော်လေ့လာယူနာဘီဘဲလင်မြို့လူသားတိခံမယ်ဆိုတာဖတ်လို့ရလားရတယ်တို့ကျမ်းအားလုံးနီးဖတ်လို့ရတယ်ဧသဒဝတ္ထုကလွဲပြီးအထူးသဖြင့်သခင်ယေရှုအကြောင်းရေးထားတဲ့ဟေရှာယဆိုအစမှအဆုံးတိုင်ဖတ်လို့ရတယ် BC 300ယေရှုမကြွဆင်းမီဆိုတော့ထိုအရှင်ကယူနာဘီဘဲလင်မြို့တကယ်ပဲကြွဆင်းလာအဲ့တော့ဘုဒ္ဓဂျူးအောက်ကခရိယန်ခွဲထွက်သွားတာလားမဟုတ်ပါဘူးထို့ကျမ်းအတိုင်းပဲယူဒာဘီဘဲလင်မြို့မှာသခင်ယေရှုကြွဆင်းလာသူတို့လက်မခံတော့လက်မခံလဲပြီးတော့ပါအခုယေရှုကိုသူတို့မျှော်တော့မယ်မျှော်နေတော့မယ်အခုယေရှုကိုယေရှုအဲ့တိုင်းပဲကျမ်းတိုင်းအကုန်ပြည့်စုံတယ်သူတို့လက်မခံနောက်တစ်ချက်လူကသိရင်ပဲရောက်မလဲတမလို့အကြောင်းပြောတယ်လို့သိခြင်းတရားကိုအောင်ဖို့လိုတယ်သိမှသိမှာပေါ့သိရင်ပဲရောက်မလဲသခင်ယေရှုဟာကျမ်းစာလာတဲ့အတိုင်းငါတို့အပြစ်အတွက်အသေးခံတယ်တကြိုပြီးမှကျမ်းစာလာတဲ့အတိုင်း3ရက်မြောက်မှာရှင်ပြန်ထမြောက်ဆိုတော့ကျွန်တော်တို့တနင်္ဂနွေဝတ်ပြုတာဘာလဲတနင်္ဂနွေသခင်ယေရှုရှင်ပြန်ထမြောက်ဟာနေ့အဲ့တော့ C.S. Lewis ကခရိယန်တွေကိုမပြတ်မေးခွန်းထုတ်ရမှာသခင်ယေရှုရဲ့ရှင်ပြန်ထမြောက်ခြင်းပဲဒါသာမမှန်ဘူးဆိုရင်ဒီဘာသာကိုကိုွယ်တဲ့သူတွေလောက်ရှုံးနိမ့်သောသူတွေမရှိဘူးပြောသွားတယ်အဲ့တော့ဒီသမိုင်းနော်သမိုင်းယောမသမိုင်းကိုရေးတဲ့ပါမောက္ခဒေါက်တာသောမတ်အာနိုးဆိုတာသမိုင်းပညာကိုလေ့လာရမှာတစ်ဖက်ကန်းခန့်အောင်ကျွမ်းကျင်သူဖြစ်ကဘာကလေးစားရတဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်လို့ဒီယောမသမိုင်းကြီးကိုရေးတဲ့သမိုင်းပညာရှင်လည်းဖြစ်အဲ့တော့သူ့အချိန်မှာယေရှုကပေါ်ထွန်းခဲ့တာလူတွေကမေးတယ်ဆရာကြီးသခင်ယေရှုသေခြင်းကရှင်ပြန်ထမြောက်ခဲ့တယ်ဆိုမှန်လားအဲ့ဒါပြောပျောက်သွားသူပျောက်သွားတော်တော်ကြာမှသူပြန်ပေါ်လာအခုနယေရှုရှင်ပြန်ထမြောက်ဆိုမှန်လားထပ်မေးတယ်သူပြောတယ်ကျွန်တော်ကသမိုင်းတစ်ခုကိုလေ့လာရင်အချိန်အများကြီးပေးပြီးလေ့လာထိုသမိုင်းကိုရေးတဲ့ရှင်မသက်ရှင်မကုရှင်လူကရှင်ယောဟန်နောက်ခံသမိုင်းမှာကျွန်တော်လေ့လာခဲ့တဲ့သမိုင်းတွေထဲမှာသခင်ယေရှုရှင်ပြန်ထမြောက်ခဲ့တယ်ဆိုတဲ့သမိုင်းကစိတ်အချဆိုသမိုင်းဖြစ်တယ်လူတို့လက်မခံလဲကဘာအဆက်ဆက်တည်နေမှာပဲသူဖျားမကလို့ငါတို့မကိုးကွယ်ဘူးကွာမကိုးကွယ်လို့ရတယ်ယေရှုကတော့ဖျားပဲနော်ဒါကြောင့်မလို့သခင်ယေရှုကရှင်ပြန်ထမြောက်ခဲ့တယ်သခင်ယေရှုကိုသူတို့မယုံဘူးကြောက်ခဲပြီးပဲယုံတယ်မြစ်ကြီးကိုပဲယုံတယ်ဒါသူတို့ရွေးချယ်မှုပဲဘဝအဆက်ဆက်ကျင့်မယ်လက်တန်တရားလက်ချင်းကိုပဲကြိုက်တယ်ဒါသူတို့ရွေးချယ်မှုပဲဒါပေမဲ့နော်
ကျွန်တော်တို့ကယေရှုကဲ့သို့သူတို့တနာကျင်နာသောစိတ်နဲ့ဆုတောင်းပေးပါနောင်ဘဝမှာမီးစင်ကြည့်ကလို့မရအောင်သခင်ယေရှုကနောက်ဆုံးထွက်သက်အထိအခွင့်အရေးပေးထားတယ်ပေါ့နော်ဖခင်ကလည်းချစ်ကနေရှိစီရင်မဟုတ်ပါဘူးခန္တီတော်နဲ့ပြေဝပါတယ်နော်ရေးဆိုနှစ်ပေါင်း120တိုင်နဲ့သင်္ဘောတီဆောက်ရင်းနဲ့နောင်တရဖို့ဟောတာမယုံလို့သူတို့စီရင်ခံရတာအဲ့တော့ဖခင်ရဲ့သဘောတော်ကနံပါတ်1အပြစ်ရှိသူကိုအပြစ်ရှိသည့်လျောက်မျက်နာမလိုက်ပဲစီရင်တတ်တဲ့တရားသူကြီးဖြစ်တယ်နံပါတ်2ကောင်းမြတ်သူကိုကောင်းမြတ်သည့်လျောက်စုပေးတတ်တဲ့သစ္စာရှင်လည်းဖြစ်တယ်နံပါတ်3မိမိအပြစ်ကအမှန်တကယ်နောင်တရသူခွင့်လွှတ်ခြင်းကစွမ်းတယ်ကရုဏာရှင်လည်းဖြစ်တယ်ကားတိုင်းထဲမှာနော်နောက်ဆုံးထွက်သက်သည့်ဖခင်အခွင့်ပေးထားတယ်အဲ့မှာမယုံဘူးဆိုရင်တော့တမလွန်ကတော့မင်းတို့ဖခင်ကလည်းကွာသူ့ကိုမကိုးကွယ်ငရဲချမယ် no သူပြောတော့နော်တော့ယေရှုကိုမယုံလို့မဟုတ်ပါဘူးဒီသခင်ယေရှုကိုညှင်းပယ်တဲ့လူကကိုယ်တမလွန်ကိုတာဝန်ယူတော်သူပဲကိုယ်တမလွန်ကိုတာဝန်ယူတော်သူပဲယေရှုအကြောင်းမကြားပြီးတည်သွားတဲ့သူတွေဘယ်လိုလုပ်မလဲဗျာဒိတ်ကျမ်း20မှာကဘာအဆက်ဆက်ကလူသားတွေအကုန်လုံးနော်ခေတ်ဆက်ဆက်လူတွေအကုန်လုံးသခင်ယေရှုရဲ့အရှိကိုရောက်ပြီးတဲ့အခါမှာအသက်စာဆောင်ဖွင့်တာအခြားသောစာဆောင်တွေလည်းဖွင့်တာမပူပါနဲ့သူတို့နေ့တိုင်းဘာလုပ်လဲဖခင်စပင်းတော်အကုန်စင်ရေတွက်တာဘာလုပ်လဲညာလို့မရဘူးသူတို့အကျင့်လျောက်ဖခင်အစီရင်မယ်ဖခင်တရားပါနော်ဆိုတော့သခင်ယေရှုညင်းပယ်တယ်ကိုယ်တမလုံးကိုတောင်းတယ်ယုံလောက်သောသက်တည်အများရှိမယုံလေအပြစ်စီရင်ခြင်းနဲ့အဘယ်သူလွတ်နိုင်မည်နည်းနော်နောက်တစ်ချက်ကတော့ငါမှတပါအခြားသောဖခင်ကိုမကိုးကွယ်ရဆိုရင်ဖခင်အင်မတန်အတ္တကြီးတဲ့ဖခင်ဖြစ်တယ်အဲ့ဖခင်ကိုငါတို့မကိုးကွယ်ဘူးငါတို့ကသဘောထားကြီးတယ်ဖခင်တွေအားလုံးလက်ခံတယ်ကျွန်တော်အလွယ်လေးပဲပြောလိုက်ပါတယ်ကိုယောက်ျားအဖေဖြစ်လို့သဘောထားကြီးယောက်ျားတွေမြင်တိုင်းအဖေလို့လိုက်ခေါ်မလားခေါ်တဲ့ကလေးတွေ့ဘူးကျွန်တော်တရားဟောတာအဲ့လိုပဲကလေးတရားကိုသင်ပေးတာလိုက်သမျှအဖေခေါ်တော့အဖေကဒေါသထွက်တာပေါ့နော်ငါကလွှဲရင်ဘယ်သူမှအဖေလို့မခေါ်ရဘူးမှန်တော့ဖခင်ငါမှတပါအခြားသောဖခင်မကိုးကွယ်အဲ့ဒီဖခင်ကငါဖခင်ဖြစ်တယ်ကိုးကွယ်ပါလို့ပြောခဲ့လားငါကငါဖခင်ဖြစ်တယ်ဆိုရယ်စကားရှိငါအခုချင်းကိုးကွယ်မယ်ယောဟန်73မှာသင်တို့ကတော့အရှင်ဖခင်လို့ခေါ်တယ်သင်တို့ခေါ်ဆိုတဲ့အတိုင်းငါမှန်တယ်ပြောခဲ့ပါတယ်အဲသူတို့မတွေ့လို့ပါအဲ့လိုလူလည်းရှိပါတယ်ဒီနေ့နော်Tom Cruise interview လုပ်တယ်ကျွန်တော်ကဘာကျော် Tom Cruise ပါကျွန်တော်ကတော့အဆိုတော်သိတယ်မလားကဘာကျော် Michael Jackson မှာပြောစရာမလိုသူတို့တွေလည်းမပြောဘူးကြည်တာနဲ့သိတယ်သခင်ယေရှုပြုခဲ့တဲ့အမှုနဲ့အဆိုမိတ်ဖျားဖြစ်ကြောင်းဖန်ဆင်းရှင်ဖြစ်ကြောင်းပြုခဲ့တဲ့အမှုအဆိုမိတ်အခိုင်အမာရှိတယ်ဖန်ဆင်းပြီးတဲ့အခါမှာငါမယုံလဲငါပြုသောအမှုကိုထောက်ပြီးယုံကြပါသခင်ယေရှုအဲ့လောက်ထိတောင်းပန်တာဒါပေမဲ့သူပြိတ္တနဲ့သူရှိတယ်နော်ဘာသာကြီးတစ်ခုကပြောတာနော်ယေရှုသူ့ကိုသူဖျားဖြစ်ခဲ့လားအခုချင်းခရစ်အဲ့လိုလူမျိုးတစ်မျိုးရှိတယ်အဲ့လူကဘာနဲ့တူလဲဆိုတော့အခုကျွန်တော်တို့ဗမာပြည်မှာဖုန်းတွေခါကြမှာအများကြီးထိုးပြီးပကွက်ကြီးနဲ့ကျွန်တော်ကတော့နိုင်ငံကျော်အစိုးရဘာနာဖြစ်ပါအဲ့ဒါမှကြိုက်တာလည်းရှိတယ်သူပြိတ္တနဲ့သူပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်ပြောပြခြင်းဖြစ်တယ်အချုပ်အနေနဲ့ကတော့ခုနကအချုပ်အနေနဲ့ပြောလို့တာကျွန်တော်ဒီတရားတွေဟောတယ်ပြုံလေးနားထောင်တဲ့သူတွေတွေ့ဘူးတယ်ပြီးမှမေးကြည့်တယ်မင်းဘာပြောမင်းတို့ဖယားငါတို့ဘုန်းကြီးရဲ့တပည့်တိဖက်ကယဟန်တပည့်ပါကွာနောက်တစ်ချက်ကြတော့မင်းဘာပြောကြောက်ကွင်းမှာမင်းတို့တမန်ကျမ်းစာဘာကြီးပြောမဖြေနိုင်မှရှုံးသွားတာပါကွာပြောလိုက်တယ်အဲ့ဒါကျွန်တော်အခု online မှာပြောတယ်တိဘက်တို့ကြောက်ကွင်းတို့အကြောင်းပြောတဲ့သူကမိမိရဲ့ပညာဘုဒ္ဓနဲကြောင်းဝန်ခံတာပဲနံပါတ်1ဒီဟာတွေကမုသာဖြစ်တဲ့အတွက်ဒါကိုပြောတဲ့သူကအမင်္ဂလာသားဖြစ်တယ်နံပါတ်3ဒီတိဘက်တို့ကြောက်ကွင်းတို့ဆိုတာအစမှအဆုံးတိုင်မုသာဖြစ်တဲ့ရေးသားသောသူတွေကအင်မတန်မှကိုကြီးကိုသွေးနှိမ်ပါသောသူတွေဖြစ်တယ်လို့ကျွန်တော်ပြောတယ်တိဘက်ဆိုဘုရင်စရိုဂျန် AD 900ကျော်မှတည်တာပြီးယေရှုကိုယ်တိုင်စာရွက်ပေါ်မှာကျင့်စဉ်တဲ့အထုပ်ပတ်တိတွေရေးတယ်ဘာမောက္ခကိုရကရပြီးဒီအကြောင်းတွေရေးနိုင်ခြင်းဖြစ်သခင်ယေရှုပေါ်တွန်းခြင်းမှာစာရွက်ဆိုတာလည်းမရှိဘူးတရားတွေကဆင်တူနေတယ်တဲ့သခင်ယေရှုကဖန်ဆင်းခြင်းယုံကြည်ခြင်းတရားနဲ့ထားရတဲ့သူတို့ကဖန်ဆင်းခြင်းမရှိဘူးကိုကျင့်မှကိုရချုပ်ငြိမ်းခြင်းတရားစန့်ကျင်ဘက်ကြောက်ခွင်းကျွန်တော်ကိုယ်တိုင်ဒီစာတွေရေးတယ်မနေ့ကဆိုကျွန်တော်တောင်တွင်ကြီးသွားမှာအဲ့မှာရှင်ဥက္ကဋ္ဌကျွန်တော်အဲ့စာတွေရေးတော့အဲ့ကိုသွားတော့အဲ့ဆရာကြီးနဲ့ရင်းနှီးတော့အခုကျွန်တော်လှမ်းဖိတ်ခြင်းဖြစ်တယ်အဲ့တော့ကြောက်ခွင်းဆိုတာဥလောင်သူ့သမီးရင်းကပီမူရပြင်မှာကျွန်တော်နဲ့ကိုယ်တိုင်တွေ့ခဲ့တယ်သူနာအမေကဒေါခင်နဲ့အဖေရောအမေရောခရိယန်တွေမဟုတ်ကြပါဘူးတဲ့
သူသမီးအရင်အဲ့တော့92နှစ်ရှိပြီအခုတော့ဆုံးသွားပြီမကြသေးဘူးအဲ့တော့အဲ့စာအုပ်မှာဗာရေးထားတယ်1936မှာအမှန်ဖြစ်တယ်ရိုးရိုးပဲဒီလိုပဲအပြုသမောနဲ့ပြောပြီးသွားတာဒါပေမဲ့1960မှာသခင်မြတ်ဆာပြန်ရေးတယ်စတာနဲ့မှုတာပဲဦးလောင်ကမယုံကြည်သူသူ့မျိုးသမီးကယုံကြည်သူသူနှစ်ဖက်ဧည့်သည်တွေလာတော့သူတို့ဇရိတ်ထောင်းတယ်နေရင်လည်းငါဘာသာဝင်မှာငါရင်လည်းနှစ်ဘာသာဝင်သူတို့ချင်းချင်းဆွေးနွေးတယ်မရအောင်တော့သင်းအုပ်နဲ့ဖုန်ကြီးနဲ့ဆွေးနွေးမရအောင်နောက်ဆုံးတော့ဒီဘက်ကရှင်ဥက္ကဋ္ဌနဲ့ဒီဘက်ကဥတာနဲ့ဆွေးနွေးပြီးတော့မှခရိယန်တွေရှုံသွားတယ်တမိုင်းမှာကနှစ်ယောက်လုံးကယုံကြည်သူတွေမဟုတ်ကြပါဘူးနောက်တစ်ချက်အဆိုးဆုံးကတော့ကျမ်းစာကြီးအကုန်လွှဲကျွန်တော်9ချက်ထောက်ပြထားတယ်အထူးသဖြင့်ဗျာဒိတ်ကျမ်း1ကိုယူတယ်မျက်လုံးကလည်းမီးလျံကဲ့သို့ကတွင်းကလည်းတန်လျက်ကဲ့သို့နော်အတန်ကလည်းသမုတ်တရားဟုတ်တန်ကဲ့သို့လက်ရလက်မှာလည်းမိခွက်9လုံးကအဲ့လိုဖျားတာခရိယန်ဖျားတယ်အဲ့ဖျားတာငါတို့ဒီထဲဝင်လာဘယ်သူတော့မသိငါတော့အရင်ဆုံးထွက်ပြေးမှာဆိုစာအုပ်ကရေးသားထားတယ်ဆိုတော့အခုအဲ့ဖတ်တဲ့လူတွေကအဲ့စာအုပ်ပဲဖတ်ပြီးလှောင်အောင်နေတယ်ဒါပေမဲ့စာရေးတဲ့လူကအဲ့ကျမ်းစာကိုသူတွေ့တယ်ဗျာဒိတ်ကျမ်း1နော်လက်ရလက်မှာမိခွက်9လုံးနော်တန်လျက်နဲ့ပြီးတော့မှဆက်ရေးထားတယ်သူတွေ့တယ်မိခွက်9လုံးဤဒိဗ္ဗံမှာအသင်းတော်9ပါးဖြစ်၏အ내ဖွင့်ကျမ်းဆိုစာပေယဉ်ကျေးမှုရသူကကိုင်ညီမှုမရှိဘူးဒါကြောင့်မလို့ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနေ့ပြောဆိုခွင့်ပေးတဲ့အတွက်အရန်ပဲကျေးဇူးတင်ပါတယ်ပေါ့နော်နောက်ကြုံရင်ကျွန်တော်တရားလေးတွေထပ်ပြီးတော့မှဘုဒ္ဓတာပြောပြရနော်ဘာသာတရားတိုင်းကောင်းတယ်ရွေးချယ်တာလူတိုင်းလွတ်လပ်စွာရွေးချယ်ခွင့်ရှိတယ်ယုံလောက်သောသက်သေအများရှိတော့လည်းမယုံကြည်ရင်ဘယ်သူဒီအပြစ်စီရင်ခြင်းနဲ့လွတ်နိုင်ပြီနီးကျွန်တော်တို့ကယုံကြည်သူဖြစ်တဲ့အတွက် Merry Christmas to you allနဆိုးဆွဲတော့သူတွေကအခုနကကျွန်တော်တွေးခဲ့တဲ့လူတွေကအခုနယုံကြည်ခြင်းကခရစ်တော်ကအနားမှာပဲရှိတာလေအထဲမှာမရှိဘူးလေဆိုတော့ကိုယ်တိုင်ကခရစ်တော်ငါဒီကိုယ်တိုင်မရှိရင်ခရစ်တော်ခုနကျမ်းစာပေါ့နော်အဲ့လိုမယုံတဲ့လူတွေမှာဖြစ်တာများတယ်ပထမကျွန်တော်ပြောတဲ့2ယောက်ကသူတို့အထဲမှာခရစ်တော်ရှိတယ်လို့သူတို့ကယုံတော့ယုံတယ်နေရာတိုင်းရှိတယ်ဆိုတော့မျိုးဖလာလို့ဖြစ်နေဝင်လို့ရအခုန6ရက်လောက်ပူးတဲ့သူကြတော့သူတို့ကတက်ကတူတက်တဲ့ချိန်မှာဖြာလိမ့်နတ်တို့အကျွေစည်းနတ်တို့နော်ကျွန်တော်အမကိုယ်တိုင်ပဲအဲ့ဒါတွေသူတို့လှုပ်ဖူးတယ်အီကိုဆောင်မှာတော့အဲ့လိုလှုပ်ပြီးနောက်ပိုင်းတော့အဲ့ဘေးတွေနေယုံတော့အဲ့ကျမ်းစာထဲမှာတော့ကျွန်တော်စာအုပ်ဖြူလေးဆရာတော်ပေးခဲ့မယ်ကျမ်းညွှန်းတွေအများကြီးပဲယုံကြည်သူဖြစ်လာရင်ဒီဘေးတွေရတရားမလှုပ်ရဘူးတမန်တော်ဝတ္ထုမှာပြောင်းလဲလာတဲ့ခါမှာအဲ့ဆရာတွေအကုန်လုံးသူတို့အသုံးဆောင်နေမီးရှို့ပစ်တာအတပြားဝင်9000လေနော်ဒါတွေမလှုပ်လို့မရအဲ့အခုနကဆရာတော်အိမ်မှာပူးတဲ့တယောက်ကသူကအဲ့ဒါသွားမေးတဲ့ဟာမရဘူးအဲ့ဒါတွေကဝင်ပေါက်ပဲပြီးအဲ့နတ်ဆရာတွေပြောလိုက်တဲ့ဟာသူကယုံကြည်တဲ့အတိုင်းဖြစ်စေလေကိုကယုံလို့သွားတာနောက်အခုနကအသင်းတော်မှာကြတော့အဖေရဲ့ဘာသာကိုလည်းကိုးကွယ်ဒီဘက်လည်းကိုးကွယ်တယ်သခင်နှစ်ဦးအစိခံလို့မရဘူးနောက်ဖះเจ้าလည်းပုံမှန်တက်တယ်ဆူတောင်းခြင်းတွေလည်းဥဆောင်တယ်အဲ့တယောက်ကြတော့ကျွန်တော်ဖုန်းကစစ်စံပြသူကြတော့အာသာချမ်းနေပြောတာပူးပြီဆိုမသိတော့ဘူးဒီကျွန်တော်တို့ကရင်အသင်းတော်ပဲဆူတောင်းဥဆောင်တဲ့ဆရာမဆိုသူကြတော့သူ့အိမ်နားမှာငငယ်ကလေးကကြီးလာတာကင်းမျော်စင်ဖွဲ့ရှိတယ်ယေရှုကဖះမဟုတ်ဘူးဆူတောင်းတယ်လေယေရှုနာမ၌ဖះကိုဆူတောင်းတယ်ယေရှုဖះမဟုတ်ဘူးသူပူးတယ်နော်ဒီနေ့အထိနှစ်ပေါင်းများစွာရှိ तू မသိဘူးပူးတဲ့ဟာပြီးသူအကောင်ပဲသူပူပြီးရှန္ဒရပေါ်ချစ်တယ်ပြောတာတနေ့အကုန်ပြောတာပြီးသူကသူထူရိုက်အဲ့လိုပဲတော့ကြောက်စရာကြီးဒါပေမဲ့ तू အိပ်ပျော်သွားပြီး तू ဘာမှမသိတော့ तू ကြတော့ယေရှုကိုဖះအနေနဲ့လက်မခံဘူးဟိုတယောက်ပူးတာကြတော့ဘာသာနှစ်ခုတပြိုင်နက်ကိုးကွယ်နောက်တယောက်ကြတော့မီယိုဖလာပေါ့နော်ယေရှုငါဒီကိုယ်တိုင်မရှင်းဆိုတော့ထဲမှာမှယေရှုမရှိတာသူများဝင်လို့ရတယ်ဆိုတော့ကျွန်တော်တို့ကတော့တင့်ကိုချိန်ဆသောသူကိုငါချိန်ဆမယ်တင့်ကိုကောင်းကြီးပေးသောသူကိုငါကောင်းကြီးပေးမယ်အာဗြဟံခံသောကောင်းကြီးကိုယေရှုခရစ်အားဖြင့်ငါတို့သည်ခံရကြ၏ဂလာတိ 3:10 မှာပြန်ဖတ်ကြည့်နော်ဂလာတိ 3 မှာဆိုရင်ကျွန်တော်တို့အာဗြဟံကောင်းကြီးကကျွန်တော်ထဲမှာရှိတယ်ကျွန်တော်တို့အားဖြင့်နော်တော့ဘယ်နဲ့ဆိုးမှကြောက်စရာသူတို့ကလေမပြိုင်ခင်ကတည်းကအရှုံးသမားပဲဆိုတော့လာမင်းကျွန်တော်
ခုနပြောတာဆရာပတ်ပုဆိုအဲ့ဒါလည်းပြီးတော့သူအခုကျမ်းစာကျောင်းနှစ်ကျောင်းတစ်ပြိုင်နဲ့တက်တယ်တောင်သူကုန်းကျောင်းကဟိုဟုံးမရှင်ကျောင်းအဲ့ဒါလေးမျက်နှာကိုယ်တွေတွေ့ပြီးတဲ့အခါမှာသူကျမ်းစာကျောင်းတက်တဲ့သူငကိုတော့သူကတော့ဒီကျန်ငါးပွင့်ချက်ပြုတ်ရေးဆရာပေါ့နော်ဆရာလုံရင်းကနေအခုတော့သူကျမ်းစာကျောင်းတက်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအရာလေးတွေရှိပါတယ်ပေါ့နော်ဆိုတော့သင်္နာယုံကြည်ခြင်းရှိသည့်တိုင်ဖြစ်စေပေါ့ဆိုတော့ခုနလိုပေါ့နော်နှဆိုးပူးတာလားစိတ်ယောဂလားစီးကြောင်တာလားအဲ့ဒါလေးတော့ခွဲခြားသိဖို့ထွက်နီးရလဲဘောင်းဆုံးထွက်သွားတယ်ထွက်ပြီးတော့မှပြန်ဝင်တာရှိတယ်သွားမောင်းထုတ်လိုက်ဝင်လိုက်ဘာဖြစ်တော့လို့ငါအိမ်ကဒီမှာပဲကိုကသွားမောင်းလဲသွားဒီမှာလက်ဖွဲ့လေစလွယ်ကြီးဆွဲထားတယ်ဒီမှာစီးထားတယ်ဒီအိမ်ထဲမှာထားထားတယ်သူတို့ဘာလဲဘာကွက်လဲကံပီရတာဘယ်လိုခေါ်လဲသူတို့ရဲ့ဟိုဟာတွေကအဲ့ဒါတွေလည်းဖယ်ရှားရတယ်ဒါလေးတွေကအတွေ့အကြုံပေါ့နော်ဟုတ်ကဲ့ကျေးဇူးတင်တယ်မေးတာရှိသေးလားမေးချင်သေးလဲအခုကဒီနေ့မေးမယ်နော်ဒီနေ့ယုံကြည်သူဒီနေ့အားလုံးကသေရင်ပဲရောက်မလဲကောင်းကင်ဘုံဟုတ်တယ်နော်ကိုကောင်းလို့လားယေရှုကောင်းလို့လားကိုကျင့်ကြံအားထုတ်နိုင်လို့လားသခင်ယေရှုလှုပ်ဆောင်ပေးလို့လားအဲ့ယုံကြည်ကြောင်းကိုအကျင့်နဲ့သက်သေပြရမယ်ယာကုပ်3ပါနော်သူကယုံပြီးကြိုက်တာလို့သူများတိုက်ခိုက်တာပြောတာပါကိုယုံကြောင်းကိုအကျင့်နဲ့သက်သေပြရမယ်အကျင့်ဆိုတဲ့အခါမှာလည်းကိုလှုပ်ယူလို့မရအောင်ကျွန်တော်အရင်တော့မှားဘူးတယ်ဟောငါခရစ်တော်လိုဖြစ်ကြခရစ်တော်လိုအစာတွေရှောင်ကျင့်မရအောင်ကြိမ်ချင်းခံမယ်တချို့အခုဂိုင်းကနာတွေရှိတယ်ဥပုသ်ဆောင်အောင်မယ်အစာရှောင်အောင်မယ်ဒါမှကဲတင်ချင်းကိုထပ်ပေါင်းထည့်တာမရအောင်ဥပုသ်ဆောင်အစာရှောင်ဒါပေမဲ့ကဲတင်ချင်းရဖို့မဟုတ်ဘူးရလို့သူများတဲ့ရှောင်သူများတဲ့ချစ်သူများတဲ့ကျင့်ကြောက်လို့မဟုတ်ချစ်လို့ကျင့်တယ်ကဲတင်ချင်းရဖို့မဟုတ်ရလို့အဲ့ဒါဆိုတော့ပန့်တယ်အဲ့ဒါလေးလည်းလွဲတတ်သေးတယ်နော်ကျွန်တော်နောက်ပြီးတော့ခုနဟိုယုံကြည်ကြောင်းကိုအကျင့်နဲ့တက်တည်ပြရမယ်ဆိုတဲ့အခါမှာဒါလည်းဖျားပဲလုပ်ပေးတာကျွန်တော်တောက်စားမှုရဲ့မလုပ်ချင်တော့လောင်းကစားကိုတော့ဖယ်ပေးပါဆိုကိုတော့ဖယ်ပေးပါတယ်အချုပ်ပြောမယ်ဆိုယေရှုပဲငရဲကဲတယ်လောကမှာလည်းကောင်းဖို့အတွက်သူပဲလုပ်ပေးတယ်ကိုကမလုပ်နိုင်ဘူးယေရှုပဲဒါဘလို့တော့မလားစိဘလိကဆရာတို့မှာတော့တညဲပူတော့ဘဝတရာတို့လောဒါဟဲဒေါ်ဟီခေါ်ဟီနော်ပွားဒေါ်ပနာလေဝဲတဲ့တဖာဘန်တို့နေအားဟောတာကစားလူသားတဘလိတော့တပမာနေအားတော့စကားတဲ့ညာတဲ့တဖာအဲဒီလေဒီညဲပွဲပွားစုကိနာကိတာတဲ့တဖာကစားခရစ်တေတာလောအဝဲပတတပလခရမီတပအဝဲဒါကစားခရီအဲဟောရတာတဲ့တာဒါပလေမီတမီကစားရဟိနေလောနေတဲ့တာနော်ဟောရဝိနာကေမိကေပရနကစားနေတာနာမြဲကိနေဘလောနေအကေကောကူရာအဒီတကောဘလနာနေတယ်လောဒီခုနေပွဲတဲ့တဖာကမာကစကောပတာဒူတရီပသလဘပေါ်တနေတပလေကပမနာခရီပကီအောလာကရပွဲတော့တညာဤပွဲတဲ့တဖာပကတိညာလဘတလဘဒမီတာနော့ဘီဘာမေတမီလေခရီဘာသာမိမီလေခရီနေပမာတာခဲလေတေဒီစပေါ်လူစီဝဒါအတုနေဒါညာကပလတရာစိဘလူစာဒူမာလောခုနေဒါညာဘခိညာလေပညာတရာဘုတဘမောဒါကမာတိပါလတရာဒါလည်းဒါကေဆွညာတော့ဒါညာဒါဟိခေါ်နော်မနာလေဒါလည်းပေခေါ်နော်ဘာကောပတာစကတော့စကားခုတော့တရာဒီတဲ့ဒါကလစ်လာတနရဒီပမာတော့ဒီကလစ်ပါနာကေမမီအဲ့တော့တင်ညာခက်လည်းဘကေကွာကေလေline ဘောကိုလည်း church page ဘောကိုပဲလည်း YouTube ပဲကေပကွာကေတေးတော့ possibility ရပါလားအတူပါတာဟဲဝတာကောကနေရှိခနေနော်ညာတပူအဝဒါဘာတိပါဝမေတော့ဘုစတော့ကလည်းဒါတိပါဝီတော့စေပလာကိတာနော်တကယ်စီလီဝတ်ရာတို့မလာဝဒါတာဟိပတာစကတော့လခိလလာရှိကောမေခလူတော့မြေပါတော့တဲ့ကောပွားဝင်တယ်ကလောဘောကန်တာပါကစားကလူသားကဘလတာဥတာမေတော့တဲ့ဖာရှိကောနေဘစဒါဟုရှိကောနေနော်ဒါပြီးတော့မလားကေညာပူဘစဘာတိပါလက်တရာကိုတော့ပွဲလဲဟဲတော့ဤနေတကူဆောက်ကြကောကနေကောပြီးတော့ကစတယ်လေဒုကနာဆိုင်တော့ယူကဆွေပလာကိတာနေနော်ဝေဘာချစ်ပါပပအလမှုခပစိဘလနာလက်တာခဲလဟူလော
ne bwa do ma ne tu kle ta le po ge do ma no do ta so ge to te ta pha le po ko ni ne me ta phlo phla le pa do ne ba te ta pha ne lo ti nya I pwe te mo te ta pha po do ta du ta o ta chu ka pha ta mu thu pa so si tho pa ta a khwe ya o we da do pa ta khu sip lu ka sa ywa do ma ta ka di ba ka sa ywa ha kholo khe I se ko po do ta khwe ta ya le pa ka du ka na ba ka sa klu ka cha kho plo le pa tra do shwe pe a we he pwa ta sa ka do he u ta ko pwa do du te nya pwa a ta le kho plo te ta pha du te nya pwa le ka sa a klu ka cha ta khe le ni me da le ka sa khri ka ba o le po pu lo pa ta bu so si yo ka sa te blo ta kho pa me pwa te ta pha le o mu di ta ba pa ta lo a ko ta ta do ta li pa so ta ko ta khe te ta pha ma ne pwa do po o do ta tu ko ta go ta tu ha go ta ha go te ta pha do pa kwa se me ba ta ko ta khe te ta pha o we da ne lo ba sa ta na ki do pa ta bu yo ta ha nya I kho plo le ta pa ta ra du ti nya pwa le ata le kho plo ba kha do ka sa khri ata ma ne ta khe le kho plo le po o do ka sa khri o le po pu do ka sa a klu ka tha o le po pu a ko ta ta do pa ma ne ta ko ta khe te ta pha mu ko li ta lip so te ta pha te we da ni te we da te a ko ta ta do pa ka ba mi pwa te ta pha le o mu se khe kwe mu se khe ka sa khri le pa ta pu do pa ta pu ka pwe do ka sa a klu ka tha pa ko do ka sa a su ka mo te ta pha do ta ko ta khe ta ta ri to wa le pa ba kwa se me te pha khe la khe si pa ka man ne ka ne ka te a go pa te nya ba lo ti lo se khu ta ta do pa sib lu ka sa ta bu do ma ne lo pa sa ri ba pa tra do ma le ta ta khuk so ta phi ta ma ba le ba ki we ta lo a yi a se te pha o we da se ko ne lo o do o le ta ta khuk so ta phi ta ma ta blo ka lo wi lo to se ko ne lo wi ta su ma se o he o ta I ta ba ta o su o le no ko no ta le pwe so ge o do apwa hi phu kho phu ti ta pha ko di ko ga de ke ye pwa le ba thwe do o ti ta pha khe le khe si le khri bo mu ta ta khu ki so pu ka ma ta ko ta pwe do ka sa a ri a ba do ka le ta le ka sa a ta blu ta phu a pu do ka me pwa ti ta pha le mu do ma la ka po ka sa a tho le a ta o mu pu ka te a go si ko ni ba ta bu so si yo ka sa me pa ta sa ge khi ba chu ka le ta do plus se ko ne lo pa te nya ba le pa tra do ta na nya I ka mi o bu o ta phe I do kha ma se ka ba le su tang din ji se ko ne lo o do o le ata le le do ta bu ma pu ma ple o do ta ko ta khe ta ata to ta trauma ti ta ti ta pha do mi ti le ta lo le sa ju we ni ka ju ba we ge ba ba ta ka di ba le ta ta khuk so ta phi ta ma se ko ka ba ma we da ka ba hi kho hi no we da ta ti ta pha khe la khe sin ni ka me da we ta ba ka sa ata do ko o do ka sa ala ka po asu ka mo le pwe le ta hi kho hi no mi ri ata phi ta ma ta tu ta kle ta kha mi ri a pu se ko ni me pa ta a lo do khi ba thu ka pa le pa tra do o se ko ni lo pa ta bu so si wa pa ka sa pa si blu na le po o do ta khwe ta ya le ka chi lo ba ta di I do na hu ba ka sa klu ka di I lo pa sa mu la le kha su nya se ko me ba ka sa yo ata pa ka chi lo ba pa ta di do tara do anok sa da we ke kho hi no pha le ata le kho plo te ta pha ka du te nya pha le ka sa aklu ka tha ta do yu te ta pha ka te di go se ko ne pa a lo le ka sa su pu do we pata mu la se ko ne lo pa si blu ka sa ywa do ma le po o do kho na mo pa tra ta ma pa pho pali te ta pha phu mu phu khwa te ta pha le pa he do pa pu tho pa ta do do ka na ka sa aklu ka tha ne lo kha su nya mu ni mu to se ko pa ka me phwa te ta pha le tho bo a tho le ta pha ka sa klu ka tha tho bo re do ka sa le ta thu ka pha do te ka sa le pa ta lu te ta pha ta ka di ba hi ne ta wi ta ba le ka sa o pa ka te me pwa te ta pha le pa so sui tho pa ta a tho do mu do ma la ka po ka sa a tho le pa ta o mu pu ka te a go se ko ne pa lo ba ka sa a ta ma se ne lo pa ta bu so si yo pa ka sa pa me pwa wi sa te ta pha lo pa ma ta te ba sa do pa khi ka nya na lo ple
လဲတမှုစောစီပပဘာပွားတော့မဆပွားလဲပတာအိုမူဘူးပါကလေမီတာကမာတော့ဝိတာစုတမှုစောစီကစားကထုကေဝါကေပွားပတာစုတနာတေတဖာစေကောကကလဝဲပသူတကတိကဒါတရေဒါလဲခောဒါအိုတာအကလူကလူအခုတတာတော့ဒါကွာဆမေတေတဖာမီအိုထဲလဲဘာသာတနာကေတသူကတိကဒါတရေမိတခောကိုတော့ဌာနာအကကလလကစားဘူးပကကွာထောတာစုကစားအိုလိုတော့ပကခိနေတာဂီတာပါလကစားအိုပကအိုတော့ဓမ္မနခုတော့ဒါတော့ကစားကတိရောစေကောနေဝိတာစုပပဘာဘွားနေတကေပစိဘလူကစားတဘိုဒိုမလဲဟေဘွားတာအခွက်အာယာတဘလောမတဘလောလဲပကသုဘူးခောပတာဘာပတာစုကစားအခေါ်ချိမေညာနေလောပစဂိဘာယွာအပွားကိုမူကောဂါတဲ့လဲကိုအိုတော့တာဂီတာပါလကစားအပူဂကလကလပခုပနာမောပါတရာတမလဲဆက်ကလုံးနေတော့တေတဖာစေကောကမေပွားတေတဖာလဲသူဘူးခောတာစုကစားအိုလက်ခဆုညာမူနီမူတော့ဒါစုတနာကကလထောတော့ကိုတော့တာတခုလကစားအပူကောဒီကောဂါတဲ့ကတိအောစေကောနေမေပတာအလောပနောခိုပနောတပတတမှုလကစားအစုပုနေလောဘာယွာပမေပွားရိစာတေတဖာလောဘာသာတော့ပတိညာလဲနို့တော့ပွားထောဘူပကမေပွားတေတဖာလဲပဖုန်ကလူကထားလဲပပူပကတူလိုနာလဲပတကဆောအပူတော့ပကမေပွားတေတဖာလဲအိုတော့ဓာတုရတကလတော့ပကမေပွားတေတဖာလဲရီတော့ဓာတဲ့ပတေတဖာကတိအောစေကောနေဘလိုဘာကစားအတမဆဲလောဝိတာစုကွာကပကွေဘာကရေပတာရိစာဘာစာတေတဖာဆိုရေပွားဒိဋ္ဌဘာနတာဒုကနာပတာခေမလဖွေဒိဋ္ဌဘာနတာခေါပလိုကစားခရစ်တဘူအမီစောစီအခုပကွာထောနာတော့ပခိကညာနာတော့ပစိဘလူနာလေတာခဲလအဖောခိုလောအလမှုခိုပပါအာမေကိုလမှုကိုပပါမောနမီဘာတာပါဆိုစီယန်တကေနမောနမှုနေမောဟဲတကေဒီလမှုကိုတုန်နေမောဓမ္မာအတလဟောခုကလစေကောဖဲဒါနတတကေကိုလတနီအောတနီအောနေဟေလောလာပွာလမုံစာတနီတကေပလာလာပကမဒီပပလာကွေပွာကအကမဥဒောပွာအတုနေတကေသူတတိလနိပွာစုဒါလေးပစောပုတေမေမေချစ်တော်ကုလာပွာလဒါအတတော်ပုတကေအဝေဒီဤဘောမူဒေါတာဆုထကမောဒေါတာလာတကပေါ်နေမိနတာအဆုဆုအခခလောအာမေဒိုကနာစာဒိုကနာစာကနာပဝေကညူဒေါမာမူပတာကစားယေရှုခရစ်ဘလိဖို့ယွာအတာအတာကွီတမ်ဆော့စခီတာရီလူမူလူယွာတဂါတဂါခေါ်တာဆွေဆူဝါတာဆုတာကမောတာခုတာဖို့အတာလက်တာပွဲလဲမနီပွားတာခဲလဲပမာအာမီလို့ဒီလဲတော့ပွဲတော့ပွားခေါပလဲခရီတာဆွေဆူဝါတာဒီလဲပွဲဤဒီတာဟညာဤစာဆလနိပွားပွဲခွာတရာဒူရှေဖေးလဲခဲဟီကောဟီနောတာယောတာဆွေကလောပါလဲပွဲတရာဒူဤဖူရတတာကုစောတာဖိချာမစညာတော့ပွဲလဲဒါညိနာဥစာကလီထားလဲသူတို့စုမှုဘူးတော့ပွဲလဲဘူတကူပါတကူမာလုတကူဆာချလဲလိုင်းပုတ်ကိုကောဒီနော်တဲ့အဒူဒတာဆုတာကမောလဲဥရခရီဝဲတဲ့ဘာကဒူဒီဘာခဲလဲတော့ကဲတော့ဂီတာဆွေလဲပါလဲဘာထတော့ခဲလဲခဲစီယောတာဆွေကပပကီဝါလဲဥဒီလဲတသိညာကေဒီဆာလတီလဆဲတဲ့ဘာကိုကမေကီဝဒဝါလဲဟီခိုင်နော်တာကိုဒီနော်ကတဲ့ဂျာမူလပရိချီကလေးဒီမဲ့သူမာဒူအဘာဒူမာစီအဘာဒူတီလဂျာလက်တာပွဲကေကနေတော့ဆုညာအဆူဆုခခာနိတကေအာမေအာမေအာမေအာดับก็ได้มอยสวยก็ยอความก็ที่นอนได้จุดตอนนี้เก็บสิ่งว่าสกัดตราดุมะและที่